တိရောမာလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှိတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာပရမများကဲ့သို့ဖြတ်သားထင်းတင်သိမြင်ပေတတ်ဖျားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရပမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟောနေဝနာမှာကာယဝစီမနောကြည်၍သုံးဤဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမောဟရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားခန္တီပါရမီတရားတော်တဲ့စတင်ပြီးတော့နာယူကြရအောင်နော်ဘုရင်တို့ဘယ်ကနေစတင်ပြီးတော့ပြောရင်တော့ဆိုတော့ဘုရားလောင်းသူမိတာရှင်ရသိလူတွေနဲ့တည်ပူဇော်ထားတဲ့ပမုံကြီးပေါ်မှာထိုင်တော်မူရင်းနဲ့ဘုရားအဖြစ်ကိုပြုတတ်တဲ့ပါရမီတရားတွေကိုစူးစမ်းရှာဖွေတဲ့အခန်းကနေစတင်ပြီးတော့နာယူကြည်ညိုကြည့်ရအောင်နော်အဲ့လိုစူးစမ်းရှာဖွေပုံဘုရားရှင်ကိုရမြတ်ကြီးကိုတော်တိုင်မဟာဗုဒ္ဓဝင်ပါဠိတော်မှာနာဟိတိဣထကာယေဝဗုဒ္ဓဓမ္မဘဝိတရေအင်ကြီးပိဝိရှိနိတ္တမိယေဓမ္မဘောဓိပါစနာဖရာအဖြစ်ကိုပြုတတ်တဲ့တရားတွေဆိုတာဒါနသီလနိခမဝိရိယပညာတရားမျှလောက်တာမကပြီဘူးတဲ့နောက်ထပ်လည်းပဲရှိရလိမ့်အောင်မယ်ပေါ့ဒါကြောင့်ဆက်လက်ပြီးတော့စူးစမ်းရှာဖွေတဲ့အခါမှာအင်ကြီးပိဝိရှိနိတ္တမိယေဓမ္မဘောဓိပါစနာတခြားသောဖရာအဖြစ်ကိုပြုတတ်တဲ့တရားတွေရှိရလိမ့်အောင်မယ်ဆိုပြီးတော့ထပ်ပြီးတော့သူရှာဖွေတဲ့ပေါ့ဝိရှိနန္တောတထာတက်ခိသတ္ထမခန္တိပါရမေပုပ္ပကေဟိမဟေတိဟိအာတေဝိတနိတေဝိတအဲ့ဒါလို့ဆက်ပြီးတော့စူးစမ်းရှာဖွေတဲ့အခါမှာရှေးတုန်းကဘုရားလောင်းသူတော်ကောင်းကြီးများအမြဲမပြတ်လေ့ကျင့်အပ်တဲ့ခန္တီပါရမီလို့ဆိုတဲ့6ခုမြောက်ပါရမီတရားတော်ကိုဘုရားရှင်ကိုရမြတ်ကြီးရဲ့အလောင်းတော်ဟာတွေ့ရှိတော်မူခဲ့တယ်ပေါ့အဲ့ဒါလို့တွေ့တဲ့အခါမှာဣမန္တောသတ္ထမန္တာဝဒန္လကတ္တဝသမာဓိယတထအတွိဇဝဇနောတထအတွိဇမန္နတောတံဘောဓိပပုနိတတိအဲ့ဒီ6ခုမြောက်ဖြစ်တဲ့ခန္တီပါရမီကိုတရားကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်ရတ္တမဉ္ဇတပ္ပညုတဉာဏ်ကိုရပြီးတော့ဘုရားရှင်စီဧကံဖြစ်လိမ့်မယ်လို့ဒါသူကိုယ်သူအဲ့ဒါလို့ဆုံးမတယ်ပေါ့အတော်ဦးဇင်းတို့ပေသပေါင်းသူတော်ကောင်းတို့တခြားသောပါရမီတွေကိုဘုရားလောင်းသူတော်ကောင်းကြီးသူကိုယ်သူကျင့်သုံးဖို့ဆုံးမတဲ့အခါမှာဥပမာလေးတွေပေးပြီးတော့ဆုံးမသလိုဒီခန္တီပါရမီမှာလည်းပဲဘုရားလောင်းကဥပမာပေးပြီးတော့ဆုံးမတယ်ပေါ့တော့ခန္တီပါရမီအရာမှာဥပမာပေးထားတဲ့နောက်ဥပမာတရားကဘာလဲဆိုတော့ယထာပိပထဝီနာမအတုစိန်ပိသူစိန်ပိစသဗ္ဗံတဟတိနိခိပံနာကရောတိပရိကတ္ထေယဒီဥမာလေးကအလွန်တရာမှကောင်းပါတယ်။ဘာပြောလဲဆိုတော့ဟောဒီမဟာပထဝီမြေကြီးဟာသူ့ရဲ့အပေါ်မှာစင်ကြယ်တာတွေကိုပဲဖြစ်ဖြစ်မစင်ကြယ်တာတွေကိုပဲဖြစ်ဖြစ်ဘာတွေကိုပဲပြစ်ချလိုက်အဲ့ဒီပြစ်ချလိုက်တဲ့အရာတွေရဲ့အပေါ်မှာနာကရောတိပရိကတ္ထေယအမျက်ထွက်တယ်တနာကျင်တာတွေဒါမှမဟုတ်မမျက်နှိုးဘူးမျက်နှိုးတယ်ဆိုတဲ့ဒီလိုသဘာဝတရားသူ့မှာမရှိဘူးပေါ့မြေကြီးပေါ်မှာစင်ကြယ်တဲ့အရာတွေကိုပဲပြစ်ချနောက်ပန်းနေနန္တာတွေဟုတ်လားမစင်ကြယ်တဲ့အရာတွေဖြစ်တဲ့ကျင်ကြီးချင်းငယ်သွေးပြေတလိပ်စရွေးအစရှိတဲ့အလိုအရာတွေပဲပြစ်ချဒီမြေကြီးဟာမတူကွဲပြားခြားနာတဲ့တုံ့ပြန်ချက်ကိုသူမပြုတ်ဘူးပေါ့နောက်နာကရောတိပဋိကတ္တေယစိတ်ထဲမှာသူ့မှာအမျက်ထွက်တယ်ဆိုတာလည်းမရှိဘူးမျက်နှိုးတယ်ဆိုတာလည်းမရှိဘူးသဗ္ဗံတဟတိနိခိပံဘာတွေပဲပြစ်ချလိုက်သူဟာဒီတိုင်းပဲခံနေတယ်ပေါ့နော်သီးခံတယ်လို့သုံးနှုံးတာတော့မဟုတ်နော်သီးခံတယ်ဆိုတာကတော့စိတ်ရှိတဲ့တတ္တဝါရဲ့မတုံ့ပြန်မှုကိုသုံးနှုံးတာသူကတော့စိတ်မရှိဘူးစိတ်မရှိတော့သူ့ကိုဘာပြောတော့ဘာပဲပြစ်ချလိုက်သူကတော့မခံဘူးဆိုတာမရှိဘူးဒါခန္တီပါရမီနဲ့ပတ်သက်ပြီးတော့ရသော်ဖျက်ပေးထားတဲ့နော်ကြက်သီးထပေါ်ရာကောင်းတဲ့ဥပမာတစ်ခုလို့ဆိုကြပါစို့နော်
မြေကြီးလို့သဘောထားရမယ်ပေါ့မြေကြီးပေါ်မှာဘာတွေပဲပြစ်ချလိုက်မြေကြီးဟာဘာမှမတုံ့ပြန်မဲနဲ့ခန်းနေသလိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာလည်းပဲခန္တီပါရမီကိုအဲ့ဒီလိုဥပမာပေးပြီးတော့ဖြည့်ဆည်းရမယ်ပေါ့တထေဝတွန်ပိတပိတံတမ္မာနာဝမာနခမောခန္တီပါရမီတံခန္ဓဝတံဘောဓိပါပုနေတတိတထေဝထို့အတူသာလည်းတွန်ပိတင်းတင်းလေးတပိတံအလုံးစုံသောအရာတွေရဲ့အပေါ်မှာတမ္မာနာဝမာနခမောတဲ့ဒါလေးကအလွန်မှမျက်နှိုးစရာကောင်းတဲ့စကားလုံးလေးပါနော်တမ္မာနာဝမာနခမောတဲ့နော်မထေမဲ့မြင်ပြုတာကိုပဲဖြစ်ဖြစ်မျက်နိုးပြုတာတွေကိုပဲဖြစ်ဖြစ်အဲ့ဒါကိုဒီတိုင်းပဲခန္ဓာရည်ရှိရမယ်တဲ့တော့များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေနားလည်ထားတာကခန္တီဆိုတာကိုယ့်အပေါ်မှာမဟုတ်တာတွေပြောတာမကောင်းတာတွေပြောတာနော်ညှဉ်းပန်းတာနှိပ်စက်တာအဲ့ဒါလို့မကောင်းတာတွေကိုယ့်ပေါ်ပြုတ်လာတာကိုဒေါသမဖြစ်အောင်တိခတ်တဲ့အနေအထားကိုပဲခန္တီလို့နားလည်ထားကြတာဒါလည်းပဲဟုတ်ပါတယ်အဓိကကတော့အဲ့ဒါပဲသို့တော့ဒီပါဠိတော်မှာပြောထားတာကအဲ့ဒီလောက်တင်မကတမ္မာနာဝမနခမောတဲ့ကိုယ့်ပေါ်မှာမထေမဲ့မြင်ပြုတာကိုပဲဖြစ်ဖြစ်ကိုယ့်ကိုမျက်နှိုးတာကိုပဲဖြစ်ဖြစ်ဒေါသနဲ့လည်းမတုံ့ပြန်ရဘူးလောဘနဲ့လည်းမတုံ့ပြန်ရဘူးလို့ဆိုလိုတာတဲ့ပြောရရင်မကောင်းတာတွေကိုမှတိခံရတာမဟုတ်ကောင်းတာတွေကိုလည်းတိခံရမယ်လို့ပြောတာကောင်းတာကိုကြတော့တိခံတယ်ဆိုတဲ့အသုံးနှုန်းနဲ့ဘယ်သူမှမသုံးနှုန်းကြဘူး။အော်ဆိုကောင်းတာကိုကြတော့လူတွေကအလွန်ခံနိုင်တာ။ဒါပေမဲ့တကယ်စဉ်းစားကြည့်ရင်လောဘဖြစ်သွားပြီဒါရဲ့အပေါ်မှာကိုယ့်ရဲ့စိတ်ကလိုက်လျောမှုတွေကိုယ်ကလည်းတဖန်ပြန်ပြီးတော့နှစ်သက်မှုတွေမျက်နှာမှုတွေဖြစ်သွားပြီဆိုရင်အဲ့ဒါတိမခံနိုင်ခြင်းတစ်မျိုးပဲ။ဒါကြောင့်တိခံတယ်ဆိုတာမကောင်းတာတွေရဲ့အပေါ်မှာဒေါသမဖြစ်အောင်လုံနိုင်ရုံမျှနဲ့မပြည့်စုံသေးဘူး။ကောင်းတဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ထဲမှာလောဘမဖြစ်အောင်ထိမ့်သိမ်းနိုင်မှုလိုတယ်။ဒီမှာတော့အဓိကအဖြစ်တတ္တဝါတွေရဲ့အပေါ်မှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာကိုယ့်ကိုမျက်နှိုးတဲ့လူတွေရှိသလိုမမျက်နှိုးတဲ့လူတွေရှိတယ်။ကိုယ့်အကျိုးလိုလားတဲ့လူတွေရှိသလိုကိုယ့်အကျိုးမလိုလားတဲ့လူတွေရှိတယ်။နော်ရန်သူတွေရှိသလိုမိတ်ဆွေတွေလည်းရှိမယ်ဆန့်ကျင်ဘက်ကိုယ့်ပေါ်မှာအမျိုးမျိုးသဘောထားတွေနဲ့ဆက်ဆံနေကြတဲ့လူတွေမရှိဘူးလားရှိတယ်။အေးအဲ့တော့မကောင်းသဖြင့်ကိုယ့်အပေါ်မှာမလိုလားဘဲနဲ့ဆက်ဆံတဲ့လူတွေရဲ့အပေါ်မှာသီးခံဖို့လိုအပ်တယ်လို့ကိုယ့်အပေါ်မှာမျက်နှိုးနဲ့တန်ဖိုးထားပြီးတော့ဆက်ဆံတဲ့လူတွေရဲ့အပေါ်မှာလည်းဘာလို့ဖို့လို့တော့သီးခံဖို့လိုသေးတာပဲအဲ့ဒါကြတော့ဒေါသမဖြစ်အောင်သီးခံရတာကိုဆိုလိုတာမဟုတ်တဖန်ပြန်ပြီးတော့နှစ်သက်မှုတွေမျက်နှိုးမှုတွေလောဘတွေနဲ့မတုံ့ပြန်ပဲနေနိုင်တာကိုသီးခံတယ်လို့ဆိုလိုတာအဲ့ဒါကပိုတောင်ခက်မလားမသိဘူးနော်စဉ်းစားကြည့်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါကတော့တက်ရှိတွေရဲ့ပုံမှာခန္တီပါရမီတရားနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်တာပေါ့အဲ့တော့တကယ်ကတော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ခန္တီပါရမီကိုပြည့်ပြည့်စုံစုံစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကောင်းတဲ့လောကဓာတ်တွေပဲတွေ့မကောင်းတဲ့လောကဓာတ်တွေပဲတွေ့အဲလိုလောကဓာတ်တရားတွေနဲ့ပဲတွေ့ကိုယ့်ရဲ့စိတ်ထဲမှာနော်လိုက်လျောမှုနှစ်သက်မှုမကျေနပ်မှုဆန့်ကျင်ကန့်ကွက်မှုဒီလောဘဒေါသမဖြစ်အောင်သီးခံနိုင်မှသာလဲဒါပြည့်စုံတဲ့ခန္တီလို့ဆိုရမှာဘုရင်တို့ပါရမီ7ပါးထဲမှာနောက်ဆုံးဥပေက္ခပါရမီဆိုတာလေးနဲ့ဒီခန္တီပါရမီဆိုတာလေးကရောင်လေးတူတယ်ဒါပေမဲ့မတူဘူးဆိုတာကိုဘုရင်တို့အဲ့ဒီပါရမီကြတော့လဲခွဲခြားပြီးတော့ပြောမယ်ခန္တီပါရမီကသူကဖြစ်ပေါ်လာတဲ့အနေအထားကိုဘာပဲဖြစ်သူကသိခံတာဥပေက္ခပါရမီကအဲ့လိုမဟုတ်ဘာပဲဖြစ်သူကလစ်လျူရှုထားတာနော်တကယ်တွက်ကြည့်ရင်အဲ့ဒီဥပေက္ခကပိုးပြီးတော့ခက်ခဲမယ်လို့ထင်တယ်အသိခံတယ်ဆိုတာကစကလုံးရဲ့အဓိပ္ပာယ်ကိုဒါရိုးရိုးလေးဦးဇင်းကစဉ်းစားကြည့်တာပါဒါကိုယ့်ရဲ့autonomy ကိုယ်ပိုင်အတွေးလို့ဆိုကြပါစို့သိခံတယ်ဆိုတဲ့ကိုကစိတ်ထဲမှာတစုံတရာပြဿနာဖြစ်ပြီးတော့မှမကောင်းပါဘူးလေဆိုပြီးတော့သိခံလိုက်ရတဲ့အနေအထားရှိတယ်။ဟိုကဥပေက္ခလစ်လျူရှုတယ်ဆိုတာသိခံစရာကိုသူကမလိုအောင်လုပ်ထားတာဟုတ်တယ်မဟုတ်လား။ဒါကြောင့်ဥပေက္ခကပို့ပြီးတော့နက်နဲခက်ခဲတဲ့သဘောရှိမယ်ပေါ့။ဘာတွေ့လို့မှသူ့မှာလောဘဒေါသမောဟမဖြစ်ဘူး။နော်ချမ်းသာတဲ့ဆင်းရဲတယ်ဆိုတာကိုသူကဖြစ်เสียအကြောင်းသိပြီးတော့မရှိဘူး။လစ်လျူရှုနိုင်တာသူကပို့ပြီးတော့မြင်မမယ်လို့ထင်တယ်ဒါကတော့အရင်တွေးကြည့်တာပေါ့ဒါကြောင့်ခန္တီဆိုတာဘာလဲလို့မေးရင်ပိဿပေါင်းသူတော်ကောင်းတို့တမ္မာနာဝမာနခမောကိုယ့်ပေါ်မျက်နှိုးတဲ့လူတွေမှာပဲဖြစ်မမျက်နှိုးတဲ့လူတွေရဲ့ပေါ်မှာပဲဖြစ်ခန္ဓာရည်ရှိစွာတုံ့ပြန်ရမယ်လောဘနဲ့လည်းမတုံ့ပြန်ရဘူးဒေါသနဲ့လည်းမတုံ့ပြန်ရဘူးဒါပေမဲ့ဒီနေရာမှာဦးဇင်းတို့မင်းကွန်းစတော်ဘုရားကြီးက
ညာတော်ဖြင့်တဲ့ခန္တီဆိုတာမြတ်စွာဘုရားအလောင်းတော်ကြီးကတော့ဘုရားရှင်ကိုရမေကြီးကိုတော်တိုင်ဒါပါဠိတော်မှာဒီတိုင်းပဲဟောထားတာဒါပေမဲ့တို့လောကမှာအသုံးများကြတာကတော့သီးခံတယ်ဆိုတာစိတ်တူစရာမကျေနပ်စရာမကောင်းတဲ့အနေအထားတွေနဲ့ပတ်သက်လာရင်ဒေါသမဖြစ်အောင်စောင့်သီးထိမ့်သိမ်းတာကိုပဲသီးခံတယ်လို့အသုံးများကြတယ်ပေါ့အဲ့ဒါကိုပဲအဓိကထားပြီးတော့စာရီပေတွေထဲမှာလည်းဖွင့်ပြကြတာပါပဲဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ခန္တီဆိုတာဘာလဲလို့ဆိုလို့ရှိရင်အာဒေါသစေတသိက်ကိုအရာကောက်တယ်လို့ဒီလိုဖွင့်ပြတဲ့ကျမ်းစာတွေလည်းရှိတယ်เนาะအဓိကပေါ့အာဒေါသတိုင်းဒီခန္တီမဟုတ်တော့လည်းပဲခန္တီကတော့အာဒေါသဒါလေးတွေကဒါလေးလေးနဲ့ဦးဇင်းတော်ကအဘိဓမ္မာရှုထောင့်ကနေပြီးတော့တွေ့တာလေးတွေကိုပြောကြည့်တာပေါ့ဟုတ်လားအဲ့တော့ဒီကနေ့ညဒီခန္တီတရားရဲ့เนาะတဘာဝနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့အများကြီးပြောဖို့စီစဉ်ထားတယ်เนาะဒီနေ့ညတရားကပို့ပြီးတော့တောင်းမှရှည်မလားမသိဘူးဟုတ်လားเนาะဒါပေမဲ့ပြောစရာအကြောင်းချက်လက်တွေကတော့အများကြီးပဲတစ်ခုတစ်ခုကိုအသေးစိတ်ပြီးတော့ဦးဇင်းတို့မပြောနိုင်နော်နည်းနည်းချင်းစီပဲပြောမယ်ကျန်တာလေးတွေကပိဿပေါင်းတို့စဉ်းစားဖို့အတွက်ခြံထားမယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းပြောဖို့စီစဉ်ထားတာကနော်ခန္တီဆိုတာဘာလဲနော်ခန္တီရှိခြင်းရဲ့အကျိုးကျေးဇူးခန္တီမရှိခြင်းရဲ့အပြစ်အနာစာဒါတွေကိုပြောမယ်ပေါ့ပြီးတော့ဒီခန္တီတရားရှိဖို့အတွက်မြတ်စွာဘုရားဘလောက်တောင်ယဟန်တော်တွေတတ္တဝါတွေကိုနော်တိုက်တွန်းထားတယ်ဆုံးမထားတယ်ခန္တီနဲ့ပတ်သက်တဲ့နော်သုတ်တန်လေးတွေခန္တီနဲ့ပတ်သက်တဲ့နော်ဇတ်တော်တွေဒါတွေကိုဦးဇင်းတို့ပြောဖို့ဒါအများကြီးစီစဉ်ထားပါတယ်အဲ့တော့ဘယ်ကနေဦးဇင်းအခုစပြီးတော့ပြောရင်တော့ဆိုတော့နော်ဂါထာလေးတစ်ပုဒ်ရှိတယ်ခန္တီတရားနဲ့ပတ်သက်ပြီးတော့ခန္တီရဲ့အကျိုးကျေးဇူးကိုထင်ထင်ရှားရှားပြထားတာပေါ့လေဘာပြောထားတော့ဆိုတော့သီလသမာဓိပညာနာခန္တီပဒါနာကာရဏသဗ္ဗေပိကုသလာဓမ္မခန္တေယယဝဝတ္တေဒီဘက်ကဘာပြောလို့ဆိုတော့သီလသမာဓိပညာနာခန္တီပဒါနာကာရဏသီလသမာဓိပညာလို့ဆိုတဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းအကျင့်လမ်းကောင်းကြီးဟာခန္တီပဒါနာကာရဏသီးခံခြင်းတရားတွေအဓိကအကြောင်းတရားရှိတယ်တဲ့နော်ဆိုလိုတာကသီလဖြစ်ဖို့အတွက်လည်းပဲသီးခံခြင်းဆိုတဲ့အကြောင်းတရားကိုအဓိကအကြောင်းခံရတယ်တမာတိဖြစ်ဖို့ဆိုရင်လည်းပဲသီးခံခြင်းဆိုတဲ့ခန္တီတရားရှိမှရမယ်ပညာဖြစ်ဖို့ဆိုရင်လည်းပဲသီးခံခြင်းခန္တီတရားရှိမှရမယ်အဲ့တော့ခန္တီသီလတမာတိပညာဖြစ်ခြင်းရဲ့အဓိကအကြောင်းတရားကြီးလို့ဒီလိုပြောတာနော်ဒါပေမဲ့တို့ဉာဏ်ရှိတဲ့ကိုယ့်ကိုစဉ်းစားနော်သီလတွေဘာကြောင့်ပြက်သွားတာဆိုရင်မသိသီးမခံနိုင်လို့ပြက်သွားတာပဲဟုတ်တယ်မလားလောဘဒေါသရဲ့ဓာန်ကိုသီးမခံနိုင်လို့ပြက်သွားတာပဲတမာတိတွေဘာကြောင့်မရှိတောင်ဆိုသီးမခံနိုင်လို့တမာတိမရှိတာပဲပညာတွေဘာကြောင့်မဖြစ်တောင်ဆိုသီးမခံနိုင်တော့သီလမရှိတမာတိမရှိတော့ပညာကလည်းဆက်ဖြစ်ကြအကြောင်းမရှိတော့ဘူးအဲ့လောက်ပြောထားတဲ့အာမရလို့ဟောဘာဆက်ပြောထားတယ်ပြောဆိုသဗ္ဗေပိကုသလာဓမ္မခန္တေယယဝဝတ္တေတဲ့အလုံးစုံသောကုသိုလ်တရားတွေဟာခန္တီကိုအမိပြုအပ်မှသာလဲကြီးထွားနိုင်ကြတယ်တဲ့ကဲနော်သီလသမာဓိပညာသည်ခန္တီလင်အဓိကကြတဲ့အကြောင်းတရားရှိတယ်အလုံးစုံသောကုသိုလ်တရားတွေဟာခန္တီဆိုတဲ့သိခံခြင်းကိုအမိပြုအပ်မှသာလဲကောင်းစွာကြီးထွားနိုင်ကြတယ်တဲ့ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးထွားလိုကြတဲ့ပုဂ္ဂိုလ်တွေအတွက်ခန္တီကိုအမိပြုဖို့မလိုလားလိုတယ်ဒီခန္တီတရားသိခံခြင်းတရားလက်ကင်ထားရမယ်ပေါ့ဒါလေးကနေဦးဇင်းအရင်စပြီးတော့ပြောတယ်ဟုတ်လားပြီးတော့ဦးဇင်းဗာဆက်ပြောခြင်းတော့ဆိုတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအခန္တီတုတ်တံဆိုပြီးတော့နော်သိခံခြင်းရဲ့အကျိုးကျေးဇူးသိမခံခြင်းရဲ့အပြစ်အနာစာရသော်ဘုရားတုတ်တံလေးနှစ်စုံဟောထားတယ်နော်သိခံလို့ရှိရင်ဘလို့အကျိုးကျေးဇူးရမလဲသိမခံရင်ဘလို့အပြစ်အနာစာတွေရှိနိုင်လဲဆိုတာလေးဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ပထမသုတ်တံမှာဗာပြောထားတုံးဆိုတော့ဘဟုနောစနတအပိယောဟောတိအမနာဘောတဲ့နော်တိမခံခြင်းကြောင့်ရရှိမဲ့အပြစ်၅မျိုးမြတ်စွာဘုရားဟောတာပထမသုတ်တံမှာဘဟုနောစနတအပိယောဟောတိအမနာဘောတဲ့တိမခံတဲ့ပုဂ္ဂိုလ်ဟာတဲ့လူအများစုရဲ့မုံတီးတာမချစ်ခင်မနှစ်သက်မမျက်နှိုးမှုကိုသူခံရလိမ့်မယ်တဲ့နော်လူမုံများတယ်လို့ဆိုလိုတာအလေးမှတိမခံနိုင်ဘူးတိကနေရှိစိတ်ပဲတုံနေတယ်အလိုမကျတာပဲအမြဲပြနေတယ်အဲ့ဒီလူကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကမနှစ်သက်ဒါကိုပြောတာနော်ဘဟုနောဇနတလူတွေအများကြီးရဲ့အပိယောချစ်ခင်နှစ်သက်မှုကိုသူမရဘူးအမနာပေါ်မျက်နှာမှုကို
သူမရဘူးတဲ့လူမုံများတယ်တဲ့ပြီးမခံနိုင်တဲ့ပုဂ္ဂိုလ်ဟုတ်လားပြီးတော့ဗာပြောတော့ဆိုတော့ဝေဒဘဟုလောစာဟောတိဝိဇ္ဇဘဟုလောတဲ့ဝေဒဘဟုလောဆိုရံများတယ်တဲ့ပြီးမခံနိုင်တဲ့လူသူအထက်ကနေရှိပြောနေတော့တစ်ဖက်လူကလည်းသူ့ပြန်ပြောမှာပဲအဲ့ဒါနဲ့သူ့ဘဝမှာရံဖြစ်နေရတာနဲ့ပဲအချိန်ကြီးအများကြီးကုန်နိုင်တယ်အသိမခံနိုင်တဲ့လူတွေကရံဖြစ်နေရတာနဲ့ပဲအချိန်ကုန်တယ်ရံဖြစ်ပြီးရင်ပြီးတော့လည်းမောပြီးတော့ကြံရစ်တယ်ဘာမှလည်းပဲကောင်းတာကောက်ကင်လိုက်စရာတခုမှလည်းမကြဟုတ်လားဝေဒဘဟုလောစာဟောတိဝိဇ္ဇဘဟုလောတဲ့တတိယဘာလို့ဆိုဝိဇ္ဇဘဟုလောအပြစ်အလွန်များတယ်တဲ့သိမခံနိုင်တဲ့လူဟာသိမခံနိုင်တော့ပြောချင်ရင်ပြောမှာပဲလေနော်ယုံညံ့တဲ့ဝစီကံတွေအများကြီးဖြစ်နိုင်တယ်ပေါ့အထူးသဖြင့်နော်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာပြောမိမယ်ဆိုရင်အပြစ်ကပို့ပြီးတော့ကြီးနိုင်တယ်ပေါ့ဒါကြောင့်သိမခံနိုင်တဲ့ပုဂ္ဂိုလ်ဟာလူတွေရဲ့မုန်းတီးမှုကိုခံရလိမ့်မယ်လူမုန်းများတယ်ရံများတယ်အပြစ်များတယ်အတန်ဘုံတန်ဘုံလောကလံကရောတိတဲ့တေဂာနီးမှာတွေ့တွေ့ဝေတရားရတယ်ဘာတစ်လျှောက်လုံးဒေါသတွေနဲ့ပဲကြီးထွားလာတာနေလာတာဆိုတော့နောက်တာရတယ်တွေအများကြီးရှိနိုင်တယ်ကြည်ကြည်လင်လင်မသေးရနိုင်ဘူးဘဝရဲ့အနေအထားတွေကိုစီစစ်ဝေဖန်ကြည့်တဲ့အခါမှာနေစဉ်ခါမှာဖြစ်တဲ့အခက်ခဲတဲ့သေစဉ်ခါမှာဖြစ်တဲ့အခက်ခဲကပိုးပြီးတော့အများကြီးကြီးကျယ်တယ်အဲ့ဒါတော့နားလည်ဖို့လိုတယ်နော်အဲ့တော့နေစဉ်ခါမှာဖြစ်တဲ့အခက်ခဲလေးကိုတောင်သိမခံနိုင်ဘူးဆိုတော့ပုဂ္ဂိုလ်တယောက်တည်းတေဂာနီးမှာဖြစ်မဲ့အခက်ခဲကိုသူတေချာပေါင်းနှီးပါသိမခံနိုင်တော့ဘူးလို့ဦးဇင်းကတော့မြင်တယ်နော်နေစဉ်သိမခံနိုင်တဲ့ကိစ္စလေးတွေကိုပြန်စဉ်းစားကြည့်လေကောင်းတယ်အားလေးတွေကိုသိမခံနည်းနည်းလေးကိုမခံနိုင်ဘူးခက်နေတာလူတွေကအများကြီးကိုမပြောနဲ့နော်အဲ့မြေကြီးလောက်ကြီးလောက်ရမယ်လို့မဆိုလိုပါဘူးဟုတ်လားအဲ့ဒါကဘုရားလောင်းတော်ကောင်းကြီးများအထွတ်အထိပ်ကျင့်ကြတာပေါ့နော်အဲ့ဒါလောက်ကြီးမဆိုလိုပါဘူးဒါပေမဲ့လူတွေဟာနည်းနည်းလေးတောင်ပြောလို့လည်းမရဘူးပြင်လို့လည်းမရဘူးများသောအားဖြင့်ဟုတ်လားအဲ့တော့နေစဉ်ခါမှာတွေ့တဲ့အခက်ခဲလေးတွေတောင်သိမခံနိုင်တဲ့ပုံကိုယ်တယောက်ဒီသေစဉ်ခါမှာတွေ့ရတဲ့အလွန်ကြီးကျယ်တဲ့အခက်ခဲနဲ့တွေ့ရင်သေချာပေါ့သိမခံနိုင်တော့ဘူးလို့ဒါကဦးဇင်းကမြင်တယ်ဒါကြောင့်တေဂာနိမှာသူစင်ရဲတေရတတ်တယ်တန်ဘုံလောကလံကရောတိတွေ့တွေ့ဝေဝေမိုက်မိုက်မဲမဲတေရတတ်တယ်အဲ့ဒါလို့သိမယ်ဆိုရင်ဘာဖြစ်မလို့ကာယတ္တပေရပရမရဏဒုက္ကတိဝိနိပါဒနိရိယဥပပစ္စတိတဲ့တွေ့တွေ့ဝေဝေတေကြတဲ့ပုဂ္ဂိုလ်တို့ရဲ့သွားရလံဖြစ်တဲ့အပေလေးပုံကိုရောက်သွားတတ်တယ်တဲ့အဲ့ဒါပထမသုတ်တံမှာပြောထားတဲ့အပြစ်၅မျိုးလူမုံများတယ်ရံများတယ်အပြစ်များတယ်တေဂာနိမှာတွေ့တွေ့ဝေဝေတေရတယ်ယုံညံ့တဲ့ဘဝတွေကိုရောက်တတ်တယ်အဲ့ဒါနဲ့ဆန့်ကျင်ဘက်တိခံပဲဆိုရင်တော့အဲ့ဒီ၅မျိုးရဲ့ဆန့်ကျင်ဘက်နော်လူကြီးလူခင်များမယ်ရံမများဘူးအပြစ်မများဘူးတေဂာနိမှာကြီးကြီးလင်းလင်းသေးရမယ်ကောင်းမြတ်တဲ့ဘဝတွေကိုရောက်နိုင်တယ်ဒါကပထမသုတ်တံတစ်စုံမြတ်စွာဘုရားဟောတာနောက်သုတ်တံတစ်စုံရှိသေးတယ်တိခံခြင်းရဲ့အကျိုးကျေးဇူးတိမခံခြင်းရဲ့အပြစ်ပေါ့အဲ့ဒီမှာပြောထားတာကပထမပြောလိုက်တဲ့အပြစ်ကတော့အတူတူပဲဘဟုနောဇနတအပိယောဟောတိအမနာဘောလူမုံများမယ်ဒုတိယနဲ့တတိယပြောတဲ့အပြစ်ကြတော့မတူဘူးဘာပြောတော့ဆိုတော့လုဒောစာဟောတိဝိပတိတာရီတိမခံတဲ့ပုဂ္ဂိုလ်ဟာတဲ့လုဒောစာဟောတိအလွန်ကြမ်းထမ်းနေတဲ့သူ့ရဲ့အမူအရာအပြောဆိုသူ့ရဲ့စိတ်တွေကစားအထိမခံကြွေပကံဖြစ်နေခက်ထန်ကြမ်းထမ်းတယ်ပေါ့အလွန်ကျွတ်ဆက်တဲ့သဘောရှိတယ်ဘာလေးနဲ့မှသူ့ကိုထိလို့မရအလွန်ကြမ်းနေတဲ့လုဒ္ဓဆိုတချို့မြင်ရတဲ့အမူအရာလေးကြည့်ရတာနူးညံ့တယ်လို့ရှိတယ်ဒါပေမဲ့စိတ်ကအလွန်ကျွတ်ဆက်တာတွေရှိတယ်ပေါ့အတိမခံတဲ့အလေးချိန်ကြီးနဲ့နေနေတော့သူ့ရဲ့စိတ်တွေဘာဖြစ်နေကြမ်းနေတယ်လို့စိတ်ကြမ်းတော့ဘာဖြစ်တော့ဆိုတော့ဟောဝိပတိတာတွေစိတ်နှလုံးမตายရမှုတွေကိုသူအများကြီးခံစားရမယ်သူ့ရဲ့ဘဝမှာစိတ်ကြီးလင်းနေဆိုတာအလွန်နည်းမယ်ပေါ့တိမခံတဲ့ပုဂ္ဂိုလ်ဒုတိယပြည့်နဲ့တတိယပြည့်ကွဲသွားတာနော်စရုထပြည့်နဲ့ပြင်စမပြည့်ကြတော့လေအတူတူပဲတန်ဘုံလောကလံကရောတိတွေ့တွေ့ဝေသေးရလိမ့်မယ်အပေလေးပုံကိုရောက်ရလိမ့်မယ်အဲ့တော့အဲ့ဒီသုတ်တန်နှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာတိမခံခြင်းရဲ့အဖြစ်ဘယ်နှပါးထွက်လာတော့ဆိုတော့9ပါးထွက်လာတယ်နောက်သင်္ချာကျွမ်းကျင်ကြတဲ့တက္ကမကြီးတွေနောက်ပထမ5ပါးကိုနောက်ထပ်2ပါးအပြောင်းလဲဖြစ်သွားတာနော်အဲ့ဒါဘယ်နှပါးရှိတော့9ပါးနော်အဲ့ဒါဘာတွေရတော့ဆိုတော့ဦးတို့တိမခံတဲ့ပုဂ္ဂိုလ်တီနော်လူမုံများတယ်နော်အပြစ်များတယ်ရံများတယ်ကြမ်းတမ်းတယ်သူ့ရဲ့ဘာလို့စိတ်နှလုံးဟာကြည်လင်မှုမရှိဘူးနှလုံးမသားရမှုတွေများတယ်ပေါ့နော်ပြီးတော့တွေ့တွေ့ဝေသေးရတယ်ယုံညံ့တဲ့ဘဝတွေကိုရောက်တတ်တယ်ဒါတိမခံတဲ့ပုဂ္ဂိုလ်တွေတွေ့ကြုံရမယ့်အဖြစ်တိခံနိုင်မယ်ဆိုရင်အဲ့ဒီအပြစ်ရဲ့ဆန့်ကျင်ဘက်ကောင်းကျိုးချမ်းသာတွေကိုရနိုင်တယ်
ဒါကြောင့်ပိဋကပေါင်းတော်တိခဏ်ချင်းတရားကိုလက်ကင်ထားနိုင်ကြဖို့မလိုဘူးလားလိုတယ်ဒါတိခဏ်ချင်းရဲ့တော့ရှိရင်ရရှိမဲ့အကျိုးမရှိရင်တွေ့ကြုံရမဲ့အပြစ်အနာစာတွေဒါတွေကိုဦးဇင်းတို့ပြောပါဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတိခဏ်ချင်းဒီအလွန်အကျိုးကျေးဇူးများတဲ့အတွက်ကြောင့်တိခဏ်ချင်းတရားနဲ့ပြည့်စုံဖို့အတွက်မြတ်စွာဘုရားအများကြီးတိုက်တွန်းတယ်နှိုးဆော်တယ်ပေါ့မနေ့တုန်းကဝရိယနဲ့ပတ်သက်ပြီးတော့လည်းပဲဝရိယရှိသေးခြင်းလို့မြတ်စွာဘုရားကနောက်ရှေးအောင်နှောင်ပြစ်တွေကိုတတ္တိတာရကနေရာမှာထားပြီးတော့တိုက်တွန်းတဲ့သုတ်တန်တွေရှိတယ်နော်လူတွေလက်လန်းမမီနိုင်တဲ့ဖြစ်ရတွေကိုဥပမာနေရာပေးပြီးတော့တိုက်တွန်းနှိုးဆော်တဲ့သုတ်တန်တွေလည်းရှိတယ်အခုလည်းပဲမြတ်စွာဘုရားသုတ်တန်တပုဟောထားတာရှိတယ်ဒီကရမတို့ဦးဇင်းတို့တာမန်လူတွေလက်လန်းမမီနိုင်တဲ့အနေအထားတစ်ခုကိုမြတ်စွာဘုရားညွှန်ပြပြီးတော့ဟောထားတဲ့သုတ်တန်တစ်ခုအဲ့ဒါကဘာလို့ဆိုတော့ဦးဇင်းတို့တန်ရုပ်ပါဠိတော်တက္ကတာဝကတန်ရုပ်ပါဠိတော်ထဲမှာဝိပစိဋ္ဌိသုတ်တန်ဆိုတာရှိတယ်ဝိပစိဋ္ဌိဆိုတာကတရားမင်းကြီးရဲ့ရောက်ခမနော်အတူရာနတ်မင်းကြီးရဲ့နာမည်ပဲဒီသုတ်တန်ကိုကျေးဇူးတော်ရှင်တိတိကိုစတော်ဘုရားကြီးဟောထားတာရှိတယ်တရားမင်းကြီးတဲ့ခန္တီစာရန်တော်တော်ကောင်းပါတယ်ပိဋကတို့အဲ့ဒါကိုလည်းနားကြည့်စေခြင်းနဲ့ဦးဇင်းတို့ကတော့အချင်းချုပ်လောက်ပဲပြောနိုင်ပဲပေါ့ဟုတ်လားအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဘာဟောထားတုံးဆိုတော့ယဟန်တို့တဲ့ရှေးတုန်းကဖြစ်ခဲ့ဘူးတာလေးတစ်ခုကိုငါပြောပြမယ်ရှေးတုန်းကတာဝရိန္ဒာတွေဆိုတာတွေနဲ့စစ်ဖြစ်ကြခဏခဏဖြစ်ကြတယ်သူတို့ကဒါကဒကာမတို့ဦးဇင်းတို့လူသားတွေလက်လက်မမီနိုင်တဲ့လောကကြီးရဲ့အဖြစ်အပျက်အခြေအနေတစိတ်တဒေသပဲရှိသေးတယ်ဟုတ်လားနော်အဲ့ဒီမှာဦးဇင်းတို့ဝိပစိဋ္ဌိအတူရိကြီးကအတူဓာကြီးကသူ့ရဲ့အတူဓာစစ်သားတွေကိုဘာပြောတုံးဆိုတော့ဒီစစ်ပွဲမှာတကယ်လို့တရားမင်းရှုံးခဲ့မယ်ဆိုလို့ရှိရင်တာဝတိနတ်တွေရှုံးမယ်ဆိုရင်အဲ့ဒီတရားမင်းကိုလေပင်လျင်၅ခုမြောက်နှောင်ဖွဲ့ထားတဲ့အနှောင်ဖွဲ့နဲ့တွဲပြီးတော့ငါဒီကိုခေါ်ခဲ့လို့ခိုင်းတယ်တရားမင်းကလည်းသူ့ရဲ့တာဝတိနတ်တွေကိုအဲ့ဒီတိုင်းပဲမှားထားတာတကယ်လို့ငါတို့နိုင်လို့ကတော့ပါအဲ့ဒီဝိပစိဋ္ဌိအတူဓာကိုနော်လေပင်လျင်၅ခုမြောက်ရှိတဲ့အနှောင်ဖွဲ့နဲ့နှောင်ဖွဲ့ပြီးတော့ငါဒီခေါ်ခဲ့နော်အဲ့ဒီအနှောင်ဖွဲ့ကလည်းအရင်စိတ်ဝင်စားတဲ့အကောင်းတယ်နှောင်ဖွဲ့ကဘာလဲဆိုတော့ခြေနှစ်ချောင်းလက်နှစ်ချောင်းလယ်ပင်ကိုလှုပ်လို့မရအောင်နှောင်ဖွဲ့ထားတာအဲ့ဒီအနှောင်ဖွဲ့ကကျိုးမရှိဘူးတကိုးနဲ့နှောင်ဖွဲ့တာဘယ်လိုတုံးဆိုတော့အံ့ဩစရာကောင်းတယ်နော်နတ်တည်းရဲ့တကိုးကအဲ့ဒီဝိပစိဋ္ဌိအတူရိကြီးကရှုံးသွားတာအဲ့ဒီစစ်ပွဲမှာရှုံးသွားတဲ့အခါကျတော့အတူဓာတွေရှုံးတဲ့အခါကျတော့တာဝရိန္ဒာတွေကအဲ့ဒီဝိပစိဋ္ဌိအတူဓာကြီးကိုတရားမင်းပြောတဲ့အတိုင်းအဲ့ဒီအနှောင်ဖွဲ့နဲ့နှောင်ဖွဲ့ပြီးတော့သူ့ဒီကိုခေါ်လာတာတရားမင်းတွေကိုအဲ့ဒီအနှောင်ဖွဲ့ကဘယ်လောက်စမ်းကြဲလဲဆိုရင်ဝိပစိဋ္ဌိအတူဓာရဲ့စိတ်ထဲမှာတရားမင်းကတော်တယ်ကောင်းပါတယ်အပြစ်မရှိပါဘူးလို့ထင်ရင်အဲ့ဒီအနှောင်ဖွဲ့မရှိဘူးတတောင့်တတနေရတယ်တရားမင်းကမဟုတ်ဘူးတရားမင်းကမကောင်းဘူးတရားမင်းကဆိုးတာလို့ထင်တာနဲ့အနှောင်ဖွဲ့ကနှောင်ဖွဲ့ပြီးသားပဲတဲ့သူ့စိတ်နဲ့သူ့တူဖြစ်အောင်နှောင်ဖွဲ့ထားတာဒါလည်းတရားဓမ္မတို့အရင်တို့လက်လှမ်းမမီနိုင်တဲ့အနေအထားတစ်ခုပေါ့ဟုတ်လားအဲ့လိုနှောင်ဖွဲ့ခံထားရတော့အဲ့ဒီဝိပစိဋ္ဌိတူတာကိုဒီတို့မှနတ်သဘင်ရဲ့တကားပေါက်နာမှာထားတာသူ့အဲ့ဒါတရားမင်းကဒီနတ်သဘင်တွေကိုအမြဲတမ်းဝင်ထွက်သွားလာနေတော့အမြဲတမ်းဝင်တိုင်းထွက်တိုင်းသွားတိုင်းလာတိုင်းအဲ့ဒီဝိပစိဋ္ဌိအတူဓာကြီးကဆဲတယ်တဲ့တရားမင်းကိုရုပ်ရင်ကြံထမ်းတဲ့ရုပ်မာတဲ့စကားတွေနဲ့ဆဲတယ်အဲ့လိုဆဲတာကိုတရားမင်းဘာမှပြန်မပြောဘူးနားကိုမထောင်ဒီတိုင်းသွားတာအဲ့လိုတရားမင်းကိုဆဲမှများတဲ့အခါကျတော့တရားမင်းကဘာမှမဖြစ်ပါဘဲနဲ့တရားမင်းရဲ့ဘေးမှာရှိတဲ့မာတလိကတတိုးမှမခံနိုင်ဘူးအဲ့ဒါနဲ့တရားမင်းနဲ့တွေ့တဲ့အခါကျတော့မာတလိကအားပြောတော့ဆိုတော့အရှင်တရားမင်းတဲ့ဒါကဆဲပါများလို့မနေနိုင်လို့သူပြောတော့တာအခုဝိပစိဋ္ဌိကဝင်တိုင်းထွက်တိုင်းအမြဲဆဲနေတာအဲ့ဒါတရားမင်းကဒီတိုင်းကြီးနေတယ်အဲ့ဒါကြောက်လို့လားတဲ့ဒါမှမဟုတ်အားမျက်မရှိလို့လားတဲ့သိလားတရားမင်းကဒီလိုဘာမှမတုံ့ပြန်ပဲနဲ့နေတာဟာအဲ့ဒီဝိပစိဋ္ဌိကိုကြောက်လို့လားတဲ့ဒါမှမဟုတ်တုံ့ပြန်နိုင်တဲ့အားမရှိလို့လားတဲ့ဒီလိုသိခံနေတာကြောက်လို့သိခံတာလားအားမရှိလို့သိခံတာလားမရှင်းနိုင်လို့သိခံတာလားလို့မေးတာအဲ့တော့တရားမင်းကတော့အေးစီးသေးပါပဲဘာပြောလို့ဆိုတော့မဟုတ်ပါဘူးတဲ့ငါကြောက်လို့သိခံနေတာလည်းမဟုတ်အားမရှိလို့သိခံနေတာလည်းမဟုတ်ဘူးတဲ့ငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာကြောင့်ဒီလိုလူမိုက်နဲ့တုပြီးတော့ဖက်ပြိုင်နေရမှလဲတဲ့ဒါသူအရင်စပြောတယ်ဒါလည်းစဉ်းစားစရာကောင်းတာပဲဦးဇင်းကတော့နော်ဒီခါတော့ဦးဇင်းတို့တွေတခါတလေရံဖြစ်ကြတာရှိတယ်နော်ညင်းညာခုံကြတာရှိတယ်တိမခံနိုင်ကြတာတွေရှိတယ်အဲ့လိုရံဖြစ်ကြတိုင်းညင်းညာခုံကြတိုင်းတစ်ဖက်လူထက်ကိုသားတယ်လို့တော့ထင်နေတာပဲဟုတ်လားအဲ့လိုထင်နေတော့ငါဟုတ်တယ်သူမဟုတ်ဘူးဆိုပြီးတော့အသာသီးရအောင်လုပ်ကြတာပေါ့တကယ်တည်းကတူးပြီးတော့ပြောကြပြီညင်းကြပြီရံဖြစ်ကြပြီဆိုရင်တော့တိတ်ပြီးတော့မထူးပါဘူးအဲ့ဒီလိုနှစ်ယောက်ကအဲ့ဒီအနေထားမှာတိတ်ပြီးတော့မထူးဘူးဒါပေမဲ့ခက်တာကနှစ်ယောက်စလုံးကသူ့ထက်ငါသားတယ်လို့ထင်နေတာဟုတ်လားအဲ့ဒါကိုကလည်းမထူးဘူးလို့ပြောရမလို့ရှိတယ်
ခုတရားမင်းပြောတာကြည့်နော်ငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တရားဟောဘာကြောင့်အဲ့လိုလူမိုက်နဲ့တုပြီးတော့ဖက်ပြိုင်နေရမှာတော့တဲ့မတူဘူးဆိုတာကို तू ကဘယ်လိုတက်တည်ပြတာတော့တုမနေဘူးပြောမနေဘူးဆိုတာနဲ့တက်တည်ပြတာနော်လူတွေကတုဖက်ပြီးတော့ပြောရင်လည်းဒါပေမဲ့တူတယ်လို့တော့မတင်ဘူးအမှန်ကဘယ်လိုဖြစ်နေလဲတူတယ်နော်အဲ့ဒီကိစ္စမှာတော့အတန်ညင်သိမ့်မကွာလို့ညင်းနေကြတာဟုတ်တယ်မဟုတ်လားအေးထားတော့အဲ့တော့တရားမင်းအဲ့လိုပြောတာငါကြောက်လို့လည်းမဟုတ်ဘူးအာမရှိလို့လည်းမဟုတ်ဘူးနော်တုဖက်ပြီးတော့ငါမပြောခြင်းလို့သိခံနေတာအဲ့လိုပြောတဲ့အခါကျတော့မာတလိကဘာပြန်ပြောပြန်တော့ဆိုတော့တရားမင်းတဲ့လူမိုက်တွေဆိုတာသူတို့မိုက်မဲမှုသူတို့ရဲ့မကောင်းမှုတွေကိုဉာဏ်ရှိတဲ့လူတွေကမှမတားမြစ်ဘူးဆိုရင်သူတို့မှပိုးပြီးတော့ပျက်စီးသွားနိုင်တယ်တဲ့သူတို့ရဲ့မိုက်မဲမှုတွေနဲ့ဒါကြောင့်ဉာဏ်ရှိတဲ့ပုံကိုယ်တွေကမိုက်မဲတဲ့ပုံကိုယ်တွေကိုပြင်းထန်တဲ့ဓာတ်နဲ့နှိပ်ကွက်တဲ့တဲ့ဟောဒါကလောကကြီးအရာတော့အလုံးကလက်ခံကြမဲ့အမြင်တစ်ခုလို့အရင်ထင်ပါတယ်နော်မိုက်မဲတဲ့ပုံကိုယ်တွေကိုအသိဉာဏ်ရှိတဲ့ပုံကိုယ်တွေကမှမထိန်ချုပ်ဘူးဆိုရင်သူတို့ဟာအများကြီးပျက်စီးသွားနိုင်တယ်ဒါကြောင့်သူတို့ကိုပညာရှိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာနှိပ်ကွက်တဲ့နေတဲ့အဲ့ဒါကိုသူဘလို့သုံးလို့ဆိုရင်ပြင်းထန်တဲ့ဓာန်ပေးပြီးတော့နှိပ်ကွက်တဲ့နေလို့အဲ့လိုပြောတာဒါမှသူတို့ငြိမ်သွားမယ်ပေါ့ဒီအမြင်ကတော့လူတော်တော်များများထောက်ခံမယ်နော်ဒါလောကရဲ့အမြင်ပေါ့ဟုတ်လားအဲ့တော့တရားမင်းကဘာပြောတော့ဆိုတော့အေးတဲ့မင်းပါပဲပြောလူတယောက်အမျက်ထွက်တယ်တစ်ဖက်လူကအမျက်ထွက်တယ်ဆိုရင်ကိုကအဲ့ဒါကိုသိပြီးတော့တတိကလေးနဲ့ကိုငြိမ်းအေးအောင်နေလိုက်မယ်ဆိုရင်ကိုအဲ့ဒီငြိမ်းအေးစွာနေလိုက်တဲ့နေခြင်းကအဲ့ဒီလူကိုတားမြစ်ပြီးသားဖြစ်တယ်လို့ငါထင်တယ်တဲ့ဟောဒါကပိုးပြီးတော့နုညံ့သိမ်မွေ့တယ်နုညံ့သိမ်မွေ့သည့်အလျောက်ပိုးပြီးတော့နားလည်ဖို့လည်းခက်တယ်ဦးဇင်းကဒီသုတ်တံကိုဖတ်ကြည့်တယ်ဒီခန္တီနဲ့ပတ်သက်ပြီးတော့လည်းမကြာခဏစဉ်းစားမိတယ်ပေါ့နော်ခန္တီဆိုတာကလေကျင့်သုံးဖို့ဆိုတဲ့အဆင့်ကိုမပြောနဲ့နော်နားလည်ဖို့ဆိုတဲ့အဆင့်တော့သိမလွယ်ဘူးလို့ထင်တယ်နားမလဲလို့လူတွေကများသောအားဖြင့်လက်မခံနိုင်ကြတာလက်မခံနိုင်လို့တိတ်ပြီးတော့လည်းမကျင့်သုံးကြတာနော်တိခံရမယ်ဘာဖြစ်ဖြစ်ခေါင်းငုံပြီးတော့ခံရမယ်ဆိုတော့ဒါကြီးကသဘာဝမကျဘူးလို့ပဲထင်ကြတာပဲများတယ်ဒီတိခံခြင်းတရားဟာလိုအပ်တယ်လုပ်ကိုလုပ်ရမယ်ဆိုတဲ့အမြင်မျိုးဒီလိုရှိဖို့ဆိုတာကဒီခန္တီရဲ့သဘောတဘာဝကိုကောင်းကောင်းနားလည်မှဖြစ်တာဒါထိုက်တော့လည်းတချို့လည်းတိခံနိုင်ကြတာတော့ရှိတယ်ဒါပေမဲ့ခန္တီရဲ့သဘာဝကိုပြပြဝဝနားလည်ဖို့ဆိုတာမလွယ်ဘူးလို့ဦးဇင်းကတော့အဲ့လိုထင်တယ်ဟုတ်လားအခုပြောပြီနော်တရားမင်းပြောနေတာဟုတ်လားဒေါသဖြစ်လာတယ်ဒေါသဖြစ်เสียကြုံလာတယ်ဒေါသမဖြစ်ဖဲနဲ့တတိကလေးနဲ့ကိုယ့်ကိုငြိမ်းအေးအောင်နေလိုက်မယ်ဆိုရင်အဲ့ဒီငြိမ်းအေးအောင်နေလိုက်တဲ့နေခြင်းကိုကတစ်ဖက်လူကိုတားမြစ်ပြီးသားဖြစ်တယ်တဲ့အဲ့ဒီလိုသူမြင်နေတဲ့အဲ့လိုပြောတဲ့အခါကျတော့မာတတိကနားမလဲလို့လားဘလို့အကြောင်းကြောင့်မဲတော့မသိဘူးသူဘာပြန်ပြောတော့သူပြောတာနည်းနည်းတော့လွန်တယ်လို့ဆိုရမယ်တရားမင်းတဲ့တင်ပါပဲပြောကျုပ်ကတော့တိခံခြင်းတရားမှာအပြစ်ပဲမြင်တယ်တဲ့နော်ဆိုလိုတာကတိခံတာကောင်းကိုမကောင်းဘူးလို့ကိုသူမြင်နေတဲ့ကဲနော်တိခံခြင်းဟာကောင်းကိုမကောင်းဘူးလို့မြင်နေတဲ့နော်တိခံခြင်းမှာအပြစ်ပဲမြင်နေတဲ့မပြုတ်လို့လဲဆိုတော့တဲ့လောကကြီးမှာလူတွေကတိခံမှန်သိလို့ရှိရင်ပို့ပြီးတော့အနိုင်ယူခြင်းညတယ်တဲ့ဥပမာရှုံးတဲ့နွားကိုနိုင်တဲ့နွားတွေကလိုက်ပြီးတော့တခါတည်းခွေကြတယ်လို့မျိုးပေါ့ဟုတ်လားဒါကြောင့်တိခံရတာကောင်းကိုမကောင်းတဲ့ဒါသူ့ရဲ့အမြင်ပဲနော်တိခံမှန်သိလို့ရှိရင်နိုင်တယ်ဆိုပြီးတော့မလုပ်ကြတော့နော်ရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့မျိုးလို့သူကဥမာနဲ့ပြောတာအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကတရားမင်းကမာတလိကိုဘာပြောတော့ဆိုတော့အေးတဲ့မင်းငါ့ကိုကြောက်လို့တိခံတယ်လို့ပဲထင်နော်မကြောက်လို့တိခံတယ်လို့ပဲထင်ဘာကြောင့်မဲ့ထင်ဟောဒီလောကကြီးမှာအကျိုးစီးပွားတွေထဲမှာကိုယ့်ရဲ့အကျိုးစီးပွားရရှိဖို့သာလင်ပရဏကြတယ်တဲ့နော်တဒဋ္ဌံပရမအတ္တအကျိုးရှိတယ်ဆိုတဲ့နေရာမှာကိုယ့်အတွက်အကျိုးရှိဖို့ရသည်ပရဏကြတယ်တဲ့အကျိုးစီးပွားတွေကအကျိုးစီးပွားထဲမှာကိုယ်အကျိုးစီးပွားဟာအမွတ်မြတ်ဆုံးပဲတဲ့ဒါဟောလက်ခံရတာစဉ်းစားကြည့်နော်တေချာစဉ်းစားကြည့်နော်အကျိုးစီးပွားတွေထဲမှာကိုယ့်အတွက်အကျိုးစီးပွားရှိဖို့ကအရေးကြီးဆုံးပဲအကျိုးစီးပွားဆိုတာလေစစ်မှန်တဲ့အကျိုးစီးပွားကိုရည်ညွှန်းတာဟုတ်ရဲ့လားကိုယ့်အတွက်ချမ်းသာဖို့အကျိုးစီးပွားရှိဖို့အတွက်ကိုကမလုပ်ရင်ဘယ်သူကလုပ်ပေးမလို့အကျိုးမှလုပ်မပေးဘူးဟုတ်တယ်မဟုတ်လားအေးအဲ့တော့ကိုယ့်အတွက်အကျိုးရှိဖို့ဆိုလို့ရှိရင်လည်းပဲခန္တရားပင်ရောနဝိစတိဒီခံခြင်းတရားထက်ကိုယ့်အတွက်အကျိုးရှိနိုင်တာဒီပြင်တရားတစ်ခုမရှိဘူးတဲ့ဆိုလိုတာကတိခံခြင်းဒီကိုယ့်အတွက်အကျိုးအရှိဆုံးတရားပဲဒါကြောင့်ကိုယ့်အတွက်
အကျိုးအရှိဆုံးတရားဖြစ်မဲ့တိခတ်ခြင်းတရားကိုလက်ကင်ထားပြီးတော့အကောင်းဆုံးအကျိုးစီးပွားဖြစ်တဲ့ကိုကျိုးစီးပွားကိုကိုဟာရအောင်ရှာရမယ်လို့သူကအဲ့လိုပြောတာဘယ်သူတွေကဘယ်လိုပဲထင်တိခတ်လိုက်မှသာလဲကိုယ့်အတွက်တကယ်အကျိုးရှိမယ်လို့ပြောတာဟုတ်လားအဲ့လိုပြောပြီးတော့သူကဆက်ပြောတော့ဆိုတော့မတလီတဲ့လောကကြီးမှာကိုကအားရှိပါလက်ကင်နဲ့အားမရှိတဲ့ပုဂ္ဂိုလ်ကိုတိခတ်မှသာလဲအဲ့ဒီတိခတ်ခြင်းဟာမြတ်သောတိခတ်ခြင်းလို့ဆိုရမယ်တဲ့ဆိုလိုတာကိုနိုင်တယ်ဒီလူကိုအစသာရရှင်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုနိုင်မှာလက်ကင်နဲ့ငုံပြီးတော့တိခတ်တဲ့တိခတ်ခြင်းမျိုးကအမျက်ဆုံးပဲတဲ့ကိုအားမရှိလို့တိခတ်ရတယ်ဆိုတာကတော့အားမရှိတဲ့လူကတော့အမြဲတမ်းတိခတ်နေရတာပဲတဲ့အဲ့ဒါကတော့မြတ်တယ်လို့မဆိုနိုင်ဘူးတစ်ဆက်တည်းသူပါဆက်ပြောတော့ဆိုတော့လူမိုက်တွေရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့လူမိုက်တွေကသူ့ကိုယ်သူအားရှိတယ်လို့ထင်ကြတာပေါ့တကယ်တမ်းကတွေ့ကြုံလာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့တတိကလေးနဲ့ငြင်းအေးအောင်နေတတ်မှသာလေအဲ့ဒီအားဟာတကယ်အားအစ်စ်ပဲလို့သူပြောတာဟုတ်လားအဲ့ဒီမှာဦးဇင်းတို့နောက်ထပ်သူဆက်ပြီးတော့ပြောတယ်နောက်ဂါထာလေး၃ပုဒ်အဲ့ဒါလေးကတော့ဦးဇင်းကအယံကိုသဘောကျတယ်ခငယ်ငယ်ကစပြီးတော့အဲ့ဒီဂါထာလေး၃ပုဒ်ကတော့စွဲနေတယ်ပေါ့လေဘာပြောထားတော့ဆိုတော့တတ္တေဝတေနပပိယောကုဋ္ဌံပฏิကုဇ္ဇတိကုဋ္ဌံအပတိကုဇ္ဇံတော်သင်္ကာမေစီတိဒုစေယနော်အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့လူတယောက်အမျက်ထွက်တယ်ကိုယ့်ပုံမှာမဟုတ်တာလုပ်တယ်ဒေါသတွေနဲ့အဲ့ဒါကိုကိုကသိပြီးတော့အမျက်မထွက်အောင်မထိန်နိုင်မဲနဲ့အမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်မယ်ဆိုလို့ရှိရင်အဲ့ဒါရှေးအရင်အမျက်ထွက်တဲ့လူတဲ့နောက်ထပ်ပြီးတော့အမျက်ထွက်တဲ့လူကပို့ပြီးတော့မိုက်မဲတယ်တဲ့ဟုတ်လားအဲ့ဒီလူတယောက်အမျက်ထွက်တာကိုသိပြီးတော့ကိုကအမျက်မထွက်ဖက်နဲ့ထိန်းနိုင်မယ်ဆိုရင်တော့အလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲကိုအောင်နိုင်တယ်လို့ဆိုရတယ်တဲ့နော်ဒီလူကမကောင်းလို့ကိုကပြန်မကောင်းမယ်ဆိုရင်ကိုကသူ့ထက်ပိုဆိုးတယ်တဲ့သူကလည်းပဲအကြောင်းတစ်ခုခုကြောင့်ကိုယ့်ကိုပေါ်မှာဆိုးလိုက်တာပဲကိုကလည်းပြန်ဆိုးတယ်ဆိုရင်ကိုလည်းပဲဒါသူဆိုးလို့ဆိုတဲ့အကြောင်းကြောင့်ပြန်ဆိုးလိုက်တာပဲအကြောင်းတရားတွေကမတူပေမဲ့လို့ဆိုးကြတာချင်းတော့အတူတူပဲဒါပေမဲ့နောက်လူကိုဘာကြောင့်ပိုဆိုးတယ်လို့ပြောရတယ်လေနောက်လူကဒီမှာမြင်းနေရတယ်ဒီလူဒေါသဖြစ်လို့ပူလောင်ဆင်းရဲနေဆိုမြင်နေမှလက်ကင်းတယ်အဲ့ဒီလမ်းကြီးကိုဝတ်ဆက်လိုက်တာသဘောပေါက်လားကိုယ်ပေါ်လာပြီးတော့ဒေါသတွေနဲ့ပြောဟဲဆိုရဲလှုပ်တယ်သူ့မှာဒေါသကြောင့်ပူလောင်နေတာကိုသိတယ်သိပါလဲနဲ့ကိုကလည်းပဲသူ့လမ်းစဉ်ပဲထပ်ပြီးတော့လိုက်တယ်ဒေါသတွေနဲ့ပြန်ပြီးတော့တုံ့ပြန်မယ်ပြောဆိုမယ်ဒေါသဖြစ်ကြတာချင်းအတူတူပဲအကြောင်းတရားတော့မတူဘူးသူကတော့အကြောင်းတစ်မျိုးကြောင့်ဒေါသဖြစ်မယ်ကိုကတော့သူဒေါသဖြစ်လို့ကိုဒေါသဖြစ်တယ်ဟုတ်လားဒါပဲလို့ရှေ့ထက်နောက်လူပို့ပြီးတော့မိုက်တယ်နော်ရှေ့လူအမျက်ထွက်ပါလေနဲ့နောက်လူကအမျက်မထွက်အောင်ထိန်းနိုင်မယ်ဆိုရင်တော့အလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲကိုအောင်ရရောက်တယ်တဲ့ဟုတ်လားဒါကိုပြောတာနော်ဒါကြောင့်တတ္တေဝတေနပပိယောကုဋ္ဌံပฏิကုဇ္ဇတိကုဋ္ဌမပฏิကုဇ္ဇံတို့သင်္ကာမေစီတိဒုစေယအလွန်အောင်နိုင်ခဲ့တဲ့စစ်ပွဲကိုအောင်ဖို့အတွက်အမျက်ထွက်တဲ့ပုဂ္ဂိုလ်နဲ့တွေ့လာရင်အမျက်မထွက်ဘက်ကိုဟာထိန်းနိုင်ရမယ်ဒါပြောတာဟုတ်ရဲ့လားအဲ့ဒီမှာဆက်ပြီးတော့ဦးဇင်းတို့ဘာပြောပြန်တော့ဆိုတော့ဥပိဏမထစရတိအတ္တနောသပရတ္တသပရံတံကုပိတံညတ္တဝယောတတောဥပတမတိတဲ့လူတယောက်မကောင်းဘူးကိုယ့်ပေါ်မှာမကောင်းဒေါသတွေနဲ့လာတယ်ဆိုရပါစို့အဲ့ဒါကိုကတတိနဲ့ငြိမ်းအေးအောင်နေလိုက်နိုင်တယ်နော်ပရံတံကုပိတံညတ္တဝသူအမြင်ဒေါသတွေဖြစ်နေတယ်ဆိုတာကိုသိတယ်အဲ့ဒီသိတဲ့ခါမှာပါယောတတောဥပတမတိတတိလေးနဲ့ငါတော့ဒေါသဖြစ်တော့မှဒေါသဖြစ်ရင်တော့ငါတော့ပို့ဆိုးတော့မှပဲတတိကလေးနဲ့သူ့လိုဒေါသမဖြစ်အောင်ကိုထိန်းလိုက်တယ်ငြင်းအေးအောင်နေလိုက်တယ်အဲ့လိုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘာလဲတဲ့ဥပိဏမထစတတိအတ္တနောသပရတ္တသတဲ့ကိုယ့်ရဲ့အတွက်သူ့ရဲ့အတွက်နှစ်ပါးစုံတို့ရဲ့အတွက်အကျိုးစီးပွားကိုကျင့်သုံးတယ်လို့ဆိုရမယ်တဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုကိုယ်တိုင်ကျင့်သုံးတယ်သူ့ရဲ့အကျိုးစီးပွားကိုတောင်းကျင့်သုံးပေးလိုက်ရရောက်တယ်တဲ့ဒါပါလေအတိပ္ပယ်ကဒေါသမဖြစ်အောင်ထိန်းတယ်ဆိုတာကိုယ့်အတွက်ဆိုးကျိုးတွေမဖြစ်အောင်ကိုကြိုးစားလိုက်တာကိုကဒေါသကိုထိန်းလိုက်တဲ့အခါကျတော့ကိုကြောင့်သူဟာဆက်ပြီးတော့ဒေါသဖြစ်เสียအကြောင်းမရှိတော့ဘူးသူဒေါသကတဖြည်းဖြည်းနဲ့အရှိန်သေးသွားဖို့ပဲရှိတယ်သူကတုံ့ပြန်လို့ကိုကတုံ့ပြန်မယ်ဆိုရင်မဆုံးတော့ဘူးလေအဲ့တော့ဒီဒုက္ခဆက်ကြီးကိုကိုကဆက်ပြီးတော့ရက်နိုင်အောင်ကြိုးစားလိုက်တာအဲ့တော့သူ့အတွက်အကျိုးရှိအောင်လဲကိုကျင့်သုံးပေးရရောက်တယ်နားလေကြလားမသိဘူးနော်တိခံတဲ့ပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကျိုးရှိအောင်လဲလှုပ်လိုက်ရရောက်တယ်တစ်ဖက်သားအတွက်အကျိုးရှိအောင်လဲလှုပ်လိုက်ရရောက်တယ်နားလည်လို့တဲ့စကားနဲ့လက်တွေ့ကြကြပြောရမယ်ဆိုရင်တိခံလိုက်မယ်ဆိုရင်ကိုယ့်အတွက်အကျဲအကျဲမငြိမ့်မွေတွေတခါတည်းပြီးသွားရဘာမှရှင်းစရာမလိုတော့တစ်ဖက်လူလည်းပဲကိုကဘာမှမတုံ့ပြန်တဲ့အတွက်ကြောင့်ဒေါသတွေဆက်ပြီးတော့သူပွားစရာအကြောင်းမရှိဘူးမှားစရာအကြောင်းသိပြီးတော့မရှိဘူးရက်သွားတယ်ကိုကပြန်တုံ့ပြန်မယ်ဆိုရင်ဘာမှဆိုဖြစ်နိုင်တယ်နော်စကားကနေနောက်လက်တွေပါတွေပါလာမယ်ဆိုရင်ရာသမှုတွေပါတဲ့အစအကြီးကျယ်ဖြစ်နိုင်တယ်
ဒါကြောင့်တိခဏ်ချင်းသည်ကိုကျိုးသူကျိုးနှစ်မျိုးစုံသောအကျိုးကိုကျင့်သုံးရရောက်တယ်လို့တရားမင်းကပြောတာဟုတ်လားအဲ့ဒါလို့အလွန်တရာကောင်းတဲ့အကျင့်ကိုကျင့်ကြတဲ့လူတွေကိုပဲလောကမှာသူတော်ကောင်းတရားကိုနားမလည်ကြတဲ့ပုဂ္ဂိုလ်တွေကဒီလူတွေဟာလူအတွေပါလို့ပြောကြသေးတယ်တဲ့ဟောဒါလေးကလည်းပါသေးတယ်ဟုတ်လားဥပိ္ပဏတိကိစ္ဆန္တနာအတ္တနောစပရတ္တစမိမိအတွက်သူတော်ဘာအတွက်ငြိမ်းအေးအောင်ဆေးကုပေးတဲ့အဲ့ဒီတိခဏ်တဲ့လူကိုပဲတဲ့နော်ဇနာမဉ္ဇဏ်တိဘာလောတိယေဓမတအာကောဝိတာသူတော်ကောင်းတရားကိုမကျွမ်းကျင်မလိမ္မာကြတဲ့လူအများစုကြီးကဒီလူဟာလူမိုက်ပဲလို့တောင်ထင်ကြသေးတယ်တဲ့ကဲနော်ဒီခံခြင်းအဖြစ်ကိုအကျိုးရှိအောင်သူများအကျိုးရှိအောင်တကယ်ကိုစစ်မှန်တဲ့နီလန်းနဲ့လုပ်နေတာကိုပဲသူတော်ကောင်းတရားကိုမကျွမ်းကျင်မလိမ္မာကြတဲ့လူအများစုကြီးကဘယ်လိုထင်ထားလဲတော့လူအပဲလူမိုက်ပဲလို့ထင်နေတယ်စဉ်းစားကြည့်နော်အေးဒါတရားမင်းကပြောတာဒါကြောင့်သူပြောတဲ့စကားတွေအကုန်လုံးကအနှစ်သာရနဲ့ပြည့်နေတယ်တရားမင်းဘယ်လောက်သိခံနိုင်လဲဆိုတာအဲ့ဒီမှာမြတ်စွာဘုရားယဟန်တို့တဲ့ရှေးကံရဲ့အကျိုးပေးကိုအမိပြုပြီးတော့အသက်ရှင်ကြတဲ့နတ်တွေကတောင်မှဒီသိခံခြင်းရဲ့အကျိုးကျေးဇူးကိုပြသပြောဆိုပြီးတော့နေနိုင်ကြတယ်ဆိုရင်နော်ငါဘုရားရဲ့သာသနာမှာပြုံပြီးတော့ယဟန်ပြုနေကြတဲ့သင်တို့အတွက်သိခံခြင်းတရားဆိုတာလက်ကင်ထားရမယ်အမျက်ဒေါသမထွက်ရဘူးလို့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဝိပဿနာသုတ်တံကိုဟောပြတာဒါကမြတ်စွာဘုရားရဲ့နော်လူတွေလက်လန်းမမီနိုင်တဲ့အဖြစ်အပျက်အခြေအနေတစ်ခုကိုညွှန်ပြပြီးတော့တဆင့်ပြန်ပြီးတော့ပြောပြတာကိုယ်တော့မှဖြစ်ပျက်ခဲ့တဲ့အခြေအနေအကြောင်းအရာကိုလည်းပဲထောက်ထားပြုပြီးတော့မြတ်စွာဘုရားပြောခဲ့တာတွေလည်းအများကြီးရှိတယ်ဆိုကြပါစို့ဦးဇင်းတို့ဥပမာပြောရမယ်ဆိုလို့ရှိရင်ဒီကာဝမင်းသားတို့ရဲ့အကြောင်းဟာအလွန်ပြောစရာကောင်းတယ်ပေါ့မြတ်စွာဘုရားလက်ထက်ကကောတံမီပြည်မှာနောက်တန်ဃာတွေကွဲကြတာရှိတယ်ပါမဟုတ်တဲ့အကြောင်းအရာလေးကိုအခြေခံပြီးတော့နောက်ဝိနည်းဆောင်ယဟန်နေနဲ့နော်ဓမ္မဂတိကသုတ်တန်ဆောင်ယဟန်နေကွဲကြတာဘာမှမပြောပါတော့တဲ့အကြောင်းအရာလေးနဲ့စစ်ဆက်လို့မရဘူးဘုရားရှင်ကိုရောမြတ်ကြီးကိုရောတိုင်းစစ်သက်တောင်စစ်ဆက်လို့မရအောင်အလုံးမစစ်ဆက်လို့မရတဲ့အခါကျတော့ဒီဒေါသတွေအာဃတတွေနဲ့အမုန်းတွေနဲ့နေကြတာတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါ့နော်ယဟန်တန်ဃာတွေဖြစ်ပြီးတော့အဲ့လိုဖြစ်နေတော့မြတ်စွာဘုရားကအမျိုးမျိုးဖြောင်းပြနားချတယ်အဲ့ဒီတည်းမှာဇတ်တော်တွေအများကြီးဟောတယ်အဲ့ဒီအဖြစ်အပျက်ကိုအခြေခံပြီးတော့အဲ့ဒီဇတ်တော်တွေကဇတ်တော်တစ်ခုပေါ့နော်ဒီကာဟုအကြောင်းနော်ဒီဂီတိခောသလဇတ်ဆိုပြီးတော့ဟောတာရှိတယ်အဲ့ဒါဘုရားလောင်းတော်ကောင်းကြီးသူ့အကြောင်းသူပြန်ပြောတာပါမြတ်စွာဘုရားကယဟန်တို့တဲ့တခုသောဘဝတုန်းကဦးဇင်းတို့အလွန်အားကြီးတဲ့ဗာရဏသီပြည်ပြမတတ်ဘုရင်ဆိုတာရှိတယ်သူနဲ့နယ်နိမိတ်ချင်းဆက်နေတဲ့နော်ကောသလဘုရင်ရဲ့တိုင်းပြည်လည်းရှိတယ်အဲ့ဒါဗာရဏသီဘုရင်ပြမတတ်ကအင်အားကြီးတဲ့အခါကျတော့စစ်တပ်တွေနဲ့ချီပြီးတော့အဲ့ဒီနိုင်ငံသေးလေးကိုသွားပြီးတော့သိမ်းပိုက်တာစစ်တပ်ကြီးချီလာပြီဆိုတာကိုလည်းသိရောအဲ့ဒီကောသလဘုရင်ကထွက်ပြေးတာထွက်မပြေးရင်လည်းသူတတ်ခံရမှာပေါ့နော်သူမရှင်းနိုင်ဘူးအင်အားကြီးမမျှအောင်အဲ့ဒီလိုထွက်ပြေးတဲ့အခါမှာသူ့ရဲ့မိဖုရားကကိုဝင်ရှိတယ်အဲ့ဒါမိဖုရားကြီးနဲ့သူနဲ့ဒီလိုပဲထွက်ပြေးတဲ့အခါကျတော့နော်အဲ့ဒီတိုင်းပြည်ထိနှံစည်းစိမ်ကိုကျမတတ်ကသိမ်းပိုက်လိုက်တယ်ဘုရင်နဲ့မိဖုရားကတော့မမိလိုက်ဘူးအဲ့ဒါမထင်မရှားဥဒိဋ္ဌေဘောအမျိုးနဲ့သူတို့နေတာပေါ့နေပြီးတော့အဲ့ဒါသားလေးမွေးလာတဲ့အခါကျတော့အဲ့ဒီသားလေးကိုနော်ဒီနောက်တက်လာတဲ့ဘုရင်ရဲ့အန်ရကကြောက်ရတဲ့အတွက်ကြောင့်နောက်တခြားတနေရာမှာပညာသင်လွှတ်ပြီးတော့မထင်မရှားနဲ့နေတာနောက်တော့ဆတ်တာတွေသူ့ရဲ့အရှင်ရှင်းမွင့်ဘွားတုန်းကဆတ်တာတွေကသူ့ကိုတွေ့သွားတဲ့အခါကျတော့စုတွေလက်တွေရကျင်တာနဲ့နောက်ပြမတမင်းကိုအကြောင်းကြားတာအကြောင်းကြားတဲ့အခါကျတော့ပြမတမင်းကနော်ရန်ဆွဲဆိုတာသို့တော့ရှင်းထားမှစိတ်အေးရမယ်ဆိုပြီးတော့ဘုရင်မိဖုရားဟောင်းနှစ်ပါးလုံးကိုဖမ်းပြီးတော့တတ်အဲ့လိုဖမ်းပြီးတော့ထုတ်လာတဲ့ချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဘုရားလောင်းကပညာသင်ပြန်လာတော့သူ့အမေနဲ့အဖေနဲ့အသက်ခံရမယ့်အနေထားရောက်နေတယ်ဒါသူလည်းပဲကိုထင်မပြရဲဘူးသူ့ဘာတတ်မှာပဲလေပြီးလို့ရှိရင်အဲ့ဒါနဲ့သူ့အဖေအမေအသက်ခံရတာကိုသူဘေးကနေကြည်နေရတယ်အနေထားကအဲ့တော့ဒီလိုပဲသူ့ကိုလက်ပြန်ကြိုးတုပ်ပြီးတော့ဘုရင်နဲ့မိဖုရားနဲ့ကိုနော်လမ်းလေးလျှောက်ခေါ်သွားသူလည်းပဲပေးသက်ကြတယ်ကြည်လိုက်တာအဲ့ဒါသူ့သားလေးဆိုတာသိတယ်ဘုရင်ဟောင်းကဒါပေမဲ့သူ့သားလို့မပြောရဲဘူးပြောရင်သူ့ဘာတတ်ပါအဲ့ဒါနဲ့တေအံစဲစဲမှာဒီကောသလဘုရင်ကြီးကသူ့ရဲ့သားဒီကာဟုဘုရားလောင်းမှာပဲဘာပြောတော့ဆိုတော့တတဒီကာဟုတဲ့จิตသားဒီကာဟုတွန်တင်သည်ဒီကံအရှိကိုလည်းပဲမာပတ္တမကြည့်ပါနဲ့ရတ္တံအတူကိုလည်းပဲမာပတ္တမကြည့်ပါနဲ့จิตသားဒီကာဟုတဲ့အရှိကိုလည်းမရှုနဲ့အတူကိုလည်းမရှုနဲ့နော်ဝေဒာယံတို့သည်ဝေဒေနသယံတုံမှုခြင်းဖြင့်နဟိတမ္မန္တိဘယ်နည်းနဲ့မှမငြိမ့်နိုင်ကြဘူးဝေဒာယံတို့သည်အဝေဒေနသယံတုံမမှုခြင်းဖြင့်တန်လေတမ္မန္တိသငြိမ့်အေးနိုင်ကြတယ်လို့စကားလေးကွန်ပြောတာအဲ့ဒီမှာတတ်မဲ့ပုဂ္ဂိုလ်တွေကဘုရင်ကြီးတေဂာနီးမို့လို့သွေးသွေးတန်းနဲ့ရှောက်ပြောတယ်လို့ထင်တာမဟုတ်ဘူးသူ့ရဲ့သားကိုမှားတာ
အဲ့ဒီအနတ္တိပဲကိုလည်းဘုရားလောင်းကသိတယ်အဲ့လိုနဲ့မြို့ပြင်မဲ့ရောက်တော့တပ်ပလိုက်တာပဲဘယင်ကောမိဘုရားအောင်အဲ့ဒီမှာဘုရားလောင်းကနော်အရက်တွေပါတွေဝဲလာပြီးတော့အဲ့ဒီနာအဆောင်တွေကိုအရက်တွေတိုက်ပြီးတော့တခါတည်းအဲ့ဒီခန္ဓာကိုယ်အတုံးအပြက်ကလေးတွေအကုန်ရှုပြီးတော့ဖေနဲ့အမေကိုမီးတဲ့ကြိုးတယ်အဲ့ဒါကိုပြမတတ်ဘယင်ကနန်းတော်ဘောကနေမြင်ရတယ်။အော်ဒီအလောင်းတွေကိုလူတယောက်မသိမကွက်သူမြင်နေရတယ်။မိတကြိုနေတာမြင်နေတယ်။ဒါဟာသူ့ရဲ့အဆက်အနွယ်တွေဖြစ်မှာပဲငါ့ကိုလည်းဘယ်သူမှလာပြီးတော့တရင်မပေးကြဘူး။ तू ထိတ်လန့်တယ်။ရောက်သွားရောအဲ့ဒီလူကအဲ့ဒါနောက်တော့အဲ့ဒီဒီကာဘူမင်းသားကနောက်ဆင်ဆရာဒီမှာခါစားရင်းနဲ့အဲ့ဒီဘယင်ကြီးရဲ့အနီးနားကိုရောက်လာတယ်ပေါ့။နော် तू ကတချင်းဆိုတာတွေစောင်းတိတာတွေလည်းကျွမ်းကျင်တော့ဇလန်းကတော်တော်ရှိပါတယ်။တနည်းနည်းနဲ့ तू ဘယင်နာကိုရောက်အောင်လုပ်တယ်။သူ့ရဲ့ပြောတာဆိုတာချစ်ချာချာလိမ့်လိမ့်မာမာရုပ်ရည်အကုန်လုံးနော်အစင်အတန်းရှိတဲ့အခါကျတော့ဘင်ကြီးကသူ့နာမှာထားတယ်သူ့ရဲ့လူယုံဖြစ်တယ်နောက်တော့ဘယ်လောက်ထိယုံတော့ဆိုတော့ဥယျာဉ်နဲ့ထွက်တယ်ဥယျာဉ်ထွက်တဲ့အခါကျတော့အဆောင်နေမရှိဘဲနဲ့နော်မောတယ်ပန်းတယ်ဆိုတော့ဒီကဥရဲ့ပေါင်ပေါ်မှာပြမတတ်ဘင်ကြီးကအိတ်တယ်အဲ့ဒီအိတ်ပျော်နေတဲ့အချိန်မှာနားမှာလည်းတန်လျက်ရှိတယ်ဟောဒီလူဟာငါတို့ရဲ့ထီနန်းကိုလည်းလူယူခဲ့တယ်ငါရဲ့အဖေနဲ့အမေကိုလည်းပဲရဲရဲဆက်ဆက်တက်ပစ်တယ်ဘာပြစ်မှမရှိပဲနဲ့အဲ့တော့ဒီအချိန်ဟာငါအတွက်လက်စားချေဖို့အကောင်းဆုံးချိန်ပဲဆိုပြီးတော့တန်လျက်ကိုဆွဲထုတ်တယ်အဲ့ဒီလိုဆွဲထုတ်လိုက်ခါမှဖေးပြောခဲ့တဲ့စကားကိုတစ်ခါပြန်ကြားတယ်จิตသားဒီကကိုအရှိကိုလည်းမရှုနဲ့အတူကိုလည်းမရှုနဲ့နော်အရှိကိုမရှုနဲ့ဆိုတော့ဘာပြောတာလဲဆိုတော့မုန်းစားကိုမရှိစေနဲ့နော်ဒေါသတွေကိုမကြေပွားစေနဲ့နော်အတူကိုမရှုနဲ့ဆိုတာချစ်စကိုမတိုးစေနဲ့မိတ်ဖြစ်တာတွေကိုမြန်မြန်မပြည့်စည်စေနဲ့ဒါပြောတာဟုတ်လားရန်တုံမှုခြင်းအဖြစ်ရန်တွေဟာမငြိမ့်နိုင်ဘူးရန်မတုံမှုမှသာလေရန်တွေဟာငြိမ့်နိုင်တယ်ဆိုအောင်အေးပြီးတော့တန်လျက်ကိုပြန်ပြီးတော့ထိုးသွင်းလိုက်တယ်မတတ်မရပြန်ဘူးတခါစိတ်ထိန်လို့မရဘူးပြန်လာတယ်တတ်မယ်အဲ့ဒီမှာဖေးရဲ့သုံးမစကားကဩငါအဖေနောက်ဆုံးမှာခဲ့တဲ့စကားလေးနော်နားထောင်မယ်ဆိုမတတ်အဲ့လိုနဲ့၃ချိန်၃ခါခြေတုံချတုံဖြစ်နေတော့ပင်ကြီးကနိုးလာတဲ့ခါကျတော့ပင်ကြီးကဘာပြောဆိုဒီကဟုတ်တဲ့နော်ငါမှာဒီကဟုလို့သူ့နာမည်မသိပါဘူးအိမ်မက်တဲမှာကောသလမင်းရတာဒီကဟုကတန်လျက်နဲ့လိုက်လို့ငါပြေးနေရတယ်ဩစရာနော်စိတ်တည်းရဲ့ဆက်ဆက်မှုကဟုတ်လားအဲ့ဒီမှာဘုရင်ကြီးရဲ့ရောင်တုံးကိုကင်ပြီးတော့ဘုရားလောင်းကဒီကဟုဆိုတာသူပဲပေါ့အဲ့တော့သင်ဟာတို့ရဲ့ပုံမှာအလွန်တရာမှအကျိုးကျေးဇူးမဲ့တွေကိုလုပ်ခဲ့တယ်သင်ကငါတတ်မယ်ပေါ့အဲ့ဒီမှာကောသလပြမတဲ့ဘုရင်ကြီးကသူ့ကိုခြေရင်းမှာဝှက်ရှင်းပြီးတော့မတတ်ဖို့တောင်းပါတယ်ဒီတော့မှဘုရားလောင်းကအလွန်နှုံညံ့သိမ်မွေ့တဲ့သဘောနဲ့တန်လျက်ကိုဘင်ကြီးတွေကိုအပ်တယ်တဲ့နော်တယောက်ကိုတယောက်အသက်အနှင်းတယ်ပေါ့သင်ကိုလည်းငါမတက်ဘူးငါကိုလည်းသင်မတက်နဲ့ဆိုတော့တခါတည်းကျိန်စာတွေပါတွေဆိုပြီးတော့နော်ရန်သားကိုမရှိဖို့အတွက်အခုပဲအပြီးတက်လိုက်ကြရအောင်သင်ကိုငါတက်မယ်ဆိုရင်လည်းပဲသင်ရဲ့နောက်ဆက်ဘွားတွေကပြီးနိုင်မှာမဟုတ်ပါငါကိုပြန်တက်နေကြမှာဟုတ်လားအဲ့ဒါနဲ့ဘင်ကြီးကပြန်ခေါ်သွားပြီးတော့နော်နန်းတော်ဘောရောက်တဲ့ခါကျတော့ဒီကဘူးကိုမြန်တကယ်လို့သင်တို့တွေ့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလို့မူတွေမတ်တွေကိုမေးတာဘယ်လိုနှိမ့်ဆက်မယ်ဘယ်လိုတတ်မယ်ဖြတ်မယ်မျက်နှာလိုအားရပြောကြတာပေါ့အဲ့ဒီမှာဒါဒီကာဝပဲလို့ပြောပြပြီးတော့နော်သူနဲ့ငါနဲ့ဟာငြိမ်းချမ်းရေးရသွားပြီအလွန်တော်တဲ့လူတစ်ယောက်ပဲကိုယ့်ရဲ့စိတ်ကိုအလွန်ထိမ့်သိမ့်နိုင်တယ်ဖခင်ရဲ့စကားကိုလည်းပဲသူအလွန်နားထောင်နိုင်တယ်တော့ဒီကနေ့မှပြောသွားတဲ့စကားလျှို့ဝှက်စွာပြောသွားတာကိုလည်းသူအတိတ်ပဲဖော်နိုင်တယ်ဒီလောက်ဉာဏ်ပညာရှိတဲ့လူကိုသူ့ရဲ့သမီးနဲ့ပေးစားမယ်ဆိုတော့ဒီထိနှံစည်းစိမ်ကိုပြန်ပြီးတော့အပ်တာအောင်နော်အဲ့ဒီဇတ်တော်ကိုဘုရားရှင်ကိုတော်မြတ်ကြီးကဟောပြပြီးတော့နော်လက်နက်တွေနဲ့အုပ်ချုပ်ကြတဲ့နော်လောဘဒေါသတွေနဲ့အမြဲတမ်းရောပြွနေကြတဲ့လူသားတွေတောင်မှဒီလိုသီးခံနိုင်ကြသေးတယ်သင်တို့ယဟန်တွေကဘာကြောင့်သီးမခံနိုင်ကြတာတုံးလို့ဒီလိုမြတ်စွာဘုရားဟောတဲ့ဇတ်တော်ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါ်တော့ဒါလေးကလည်းပဲဘဝမှာအဲ့ဒီလောက်ကြီးနာကြီးချက်တွေနဲ့ဘဝမှာအခါရခက်နေရတဲ့လူတွေဆိုတာအလွန်ရှားပါတယ်ဟုတ်တယ်မဟုတ်လားဒီကရမတို့ဦးဇင်းတို့များသောဖြင့်သီးမခံနိုင်တာကအဲ့လောက်ကြီးကျယ်တဲ့ကိစ္စတွေဟုတ်သလားမဟုတ်ပါဘူးနည်းနည်းလေးကိုပဲသီးမခံနိုင်မဲ့ဖြစ်နေတာဟုတ်လားနည်းနည်းလေးတွေကိုသီးခံနိုင်ကိုတော်တော်အဆင်ပြေပဲအများကြီးတွေကိုတာတာထားဟုတ်တယ်မဟုတ်လားနည်းနည်းလေးတော့ပြောတာဆိုတာတချို့ဆိုဘာမှမပြောသေးပါဘူးသူနေတာနဲ့ကိုဟာကိုကြားထဲကနေစိတ်ကပ်ဖြစ်နေတော့တိုးနေတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့အမျိုးမျိုးမြတ်စွာဘုရားရဲ့နောက်အကျိုးအပြစ်ပြပြီးတော့ဆုံးမတဲ့ဒီဒေသနာတွေကိုနားလည်ကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒီနေရာမှာအမုန်းတွေဆိုတာကလည်းပဲမျိုးမျိုးသောအကြောင်းကြောင့်ဒေါသတွေအမုန်းတရားတွေဆိုတာကရှိနေတာပဲဦးဇင်းတို့မြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်နဝကနိပတ်ထဲမှာဟောထားတာရှိတယ်အာဃာတဝိနယနော်ဝိထုအာဃာတဖြစ်ခြင်းရဲ့အကြောင်းတရားတွေပေါ့လေနော်အမုန်းတွေဖြစ်ခြင်းရဲ့အကြောင်းတရားတွေ
အမုန်းဖြစ်ခြင်းရဲ့အကြောင်းတရားကဘာလို့ဆို9ပါးရှိတယ်လို့ပြောတယ်ပါဠိလဲဆိုတော့ဟောဒီလူဟာငါရဲ့အကျိုးစီးပွားမဲ့ကိုငကိုတုံးကလည်းလုတ်ခဲ့ဘူးတယ်ငကိုတုံးကလုတ်ခဲ့ဘူးလို့မုန်းတယ်ဟောဒီလူဟာငါရဲ့အကျိုးစီးပွားမဲ့ကိုအခုလုတ်နေတယ်ဒါကြောင့်မုန်းတယ်ဟောဒီလူဟာငါရဲ့အကျိုးစီးပွားမဲ့ကိုနောက်တစ်ချိန်မှာလုတ်မဲ့အလားလာရှိတယ်ဒါကြောင့်ငါကြိုးပြီးတော့မုန်းထားမယ်3ချက်ဟုတ်လားမလုတ်ရသေးပဲနဲ့တော့လုတ်မဲ့အလားလာရှိရင်မုန်းထားတာနော်ဒါကြောင့်ကိုယ့်ရဲ့အကျိုးစီးပွားမဲ့ကိုလုတ်ခဲ့လို့လုတ်နေလို့လုတ်တော့မှမှုတ်လို့မုန်းရတယ်3ချက်နောက်ဟောဒီလူဟာတဲ့ငါချစ်ခင်မြတ်နိုးတဲ့လူတွေရဲ့ငါလူတွေရဲ့အကျိုးစီးပွားမဲ့ကိုငိုတုံးကလုတ်ခဲ့တယ်ဒါကြောင့်မုန်းတယ်အခုလည်းလုတ်နေတယ်ဒါကြောင့်မုန်းတယ်ငါလူတွေရဲ့အကျိုးစီးပွားမဲ့ကိုဒီလူဟာဆက်ပြီးတော့လုတ်မဲ့အလားလာရှိတယ်ဒါကြောင့်ငါမုန်းထားလိုက်မယ်ဟောကိုယ့်ရဲ့အကျိုးစီးပွားမဲ့ကိုမုန်းလို့မုန်းတာက3မျိုးနော်ကိုချစ်ခင်မြတ်နိုးတဲ့ကိုအတန်းဝိုင်းတွေရဲ့အပေါ်မှာအကျိုးစီးပွားမဲ့ကိုလှုပ်လို့မုန်းတာက3မျိုး2မျိုးရှိပြီတော့6မျိုးရှိပြီကိုနဲ့ကိုချစ်တဲ့လူနဲ့ပတ်သက်ပြီးတော့မုန်းရတာဆိုတာတော့နားလည်နိုင်တယ်ကိုမုန်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ထပ်မုန်းတာရှိသေးတယ်ဗျဘယ်လိုများမုန်းမလဲစဉ်းစားကြည့်ပါအောင်စဉ်းစားကြည့်ပါအောင်ကိုမုန်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဆက်မုန်းတာဘယ်လိုမုန်းနိုင်တော့ဆိုတော့ဟောဒီလူဟာငါမုန်းတဲ့လူတွေရဲ့အကျိုးစီးပွားတွေကိုသူအမြဲတမ်းလုပ်နေတယ်ဒါကြောင့်မုန်းနေတဲ့ကဲကိုမုန်းတဲ့လူအတွက်ကောင်းတာတွေလုပ်ပေလို့ပါတယ်တော့မုန်းသွားတာအဲ့လိုမုန်းတာမရှိဘူးလားရှိတာပေါ့နော်ကိုမုန်းတဲ့လူဘက်ကပါသွားတယ်လို့ထင်သွားတော့သူ့ကိုကအဲ့ဒီတဲ့ရောထည့်လိုက်တော့တာနော်ငါမုန်းတဲ့လူရဲ့အကျိုးစီးပွားကိုငကိုတုံးကလှုပ်ခဲ့လို့မုန်းတယ်အခုလှုပ်နေလို့မုန်းတယ်နောင်လည်းပဲလှုပ်တယ်အလားလာရှိတယ်ဒါကြောင့်မုန်းတယ်ဟောအာဂတတရားတွေဆိုတာအဲ့ဒါမျိုး9မျိုးဖြစ်เสียအကြောင်းရှိတယ်အဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်ဘယ်ပုံပဲနည်းဖယ်ရှားမလို့ဆိုတော့မြတ်စွာဘုရားဒီလူကငါရဲ့အကျိုးစီးပွားမဲ့ကိုလှုပ်နေတာမလှုပ်အောင်ငါပဲတတ်နိုင်မှာမလို့သူ့စိတ်နဲ့သူ့ကိုသူလှုပ်ချင်လှုပ်မှာပေါ့သူ့ကိုအစိုးရတဲ့အပိုင်းမရှိဘူးဟုတ်တယ်မို့လားအဲ့လိုနီးနဲ့စဉ်းစားရပါဒါကြောင့်ဆရာတော်ဥစေကိနာပြောတာပိဿတို့ရိုးနေအောင်ကြားဖို့မထင်ပါနဲ့နောက်စိတ်တို့တွေကတွေ့လာရင်သူမငါမဟုတ်ဖဲကိုလို့စဉ်းစားရတယ်တော်တော်ကောင်းတယ်နော်သူမငါမဟုတ်ဖဲကိုတဲ့ငါမငါမဟုတ်ဖဲကိုလို့စဉ်းစားခိုင်းတာလည်းပါသေးတယ်အဲ့ဒါကတော့ပို့ပြီးတော့လေးနဲ့သွားပြီသဘောပေါက်ရဲ့လားဒါအလွန်ကောင်းတဲ့အဆုံးအမတွေပေါ့နော်ထားပါတော့အဲ့တော့မုန်းစရာအကြောင်းတရားတွေဒေါသဖြစ်စရာအကြောင်းတရားတွေဆိုတာတော့ဘဝမှာအများကြီးမရှိနိုင်ဘူးလားရှိနိုင်တယ်ဘယ်လိုမုန်းစရာအကြောင်းတရားတွေပဲကြုံလာဒေါသမဖြစ်အောင်တော့တတ်နိုင်တယ်များတိခံဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့ရွှေကျင်စတော်ဘုရားကြီးဆုံးမတာတခုရှိတယ်နော်စတော်ကြီးကဥပမာပေးပြီးတော့ဆုံးမတဲ့နေရာမှာအလွန်မှတော်တယ်ကျွမ်းကျင်တယ်လို့ဆိုရမယ်ဘာပြောတာတုံးဆိုတော့တစ်ပင်ကြီးများဟာတဲ့နော်သူ့ကိုခုတ်နေတဲ့လူကိုသူကရုံးဖြစ်မသွားမချင်းအကုန်လုံးပြိုပြက်မသွားမချင်းသူ့ကိုခုတ်နေတဲ့လူကိုအရေးနဲ့အေးစီတယ်တဲ့သူပြောတာလေဘလောက်လှပတော့နော်တစ်ပင်တစ်ပင်ကိုလူကခုတ်နေတယ်အောက်ကိုသူအကန်းကြီးကျိုးကြပြီးတော့သူအမြစ်ကနေထောင်းပြီးတော့လဲမသွားမချင်းအဲ့ဒီခုတ်နေတဲ့လူကိုပဲဘာလို့အရှိန်နဲ့အေးစီတယ်တဲ့သူတော်ကောင်းနေဆိုတာအဲ့ဒီတိုင်းမေးတဲ့နော်အမွှေးနန့်တာများဟာသူ့ကိုမီးရှို့တဲ့လူကိုပဲသူပြာကျမသွားမချင်းအမွှေးရနက်နဲ့တင်းပြန်စီတယ်တဲ့ဟောနော်ဒါကြောင့်သူတော်ကောင်းတွေကကိုယ့်ကိုနှိပ်စက်တဲ့လူကိုပဲမေတ္တာတရားနဲ့အေးချမ်းစေသေးတယ်ဒါကတရားသမားတို့ဦးဇင်းတို့တွေမျှော်မှန်းတဲ့အရာတစ်ခုပေါ့နော်နိုင်ဘူးကိုအဲ့လိုဖြစ်အောင်မမျှော်မှန်းနိုင်သေးဘူးဆိုရင်တော့သူတော်ကောင်းတွေဆိုတာအဲ့လိုရှိပါလားဆိုတဲ့စိတ်ကလေးနဲ့စိတ်ကိုကြည်နူးသွားအောင်နော်စိတ်ကိုနှစ်သက်သွားအောင်စဉ်းစားမယ်ဆိုရင်အများကြီးမကောင်းဘူးလားကောင်းတယ်နော်ဗရမ ्या ကြောင့်များဟာတဲ့သူ့ကိုတွေးနေတဲ့လူကိုပဲသူမကုံမချင်းဒီအယောင်အလင်းကလေးနဲ့နှစ်သက်စီတယ်တဲ့ဒါသူတော်ကောင်းတွေကိုသူကဥမာပေးတာပါနော်ဒီပြင်ကြီးတွေနဲ့ဥမာပေးတာရှိတယ်နော်အမွေနန္တာတိုင်းနဲ့ဥမာပေးတာရှိတယ်ဗရမ ्या ကြောင့်နဲ့ဥမာပေးတာရှိတယ်ဒါကြောင့်ရသော်ဘုရားဟောထားတာလည်းရှိတာအောင်လောကကြီးမှာအားဆိုတာအမျိုးမျိုးရှိတယ်တဲ့ကလေးတွေရဲ့အားကတော့ဘာလဲဆိုတော့ငိုကြွေးခြင်းပဲတဲ့နော်ကလေးတွေရဲ့အားပါတော့ငိုကြွေးခြင်းသူဘာမှမတတ်နိုင်ဘူးလေသူတို့ကငိုဖို့ပဲတတ်နိုင်တာဟုတ်တယ်မလားဘာမှလည်းသူတို့လုံနိုင်တာမဟုတ်ပြောနိုင်တာမဟုတ်စိတ်တိုင်းမကြဘူးဆိုရင်လည်းငိုလိုက်မှာပဲသူတို့လိုချင်တာရှိတယ်ဆိုရင်လည်းငိုလိုက်မှာပဲကလေးတွေရဲ့အားငိုကြွေးခြင်းတဲ့မာတုကာမတွေရဲ့အားကအမျက်ထွက်ခြင်းတဲ့မာတုကာမတွေကြီးများဒါအများကြီးစဉ်းစားရကောင်းတယ်နော်အဲ့ဒါဟုတ်မဟုတ်ဒါမြတ်စွာဘုရားဒီတိုင်းဟောထားတာမာတုကာမတွေရဲ့အားပါတယ်လို့အမျက်ထွက်ခြင်းတဲ့မကျင်တတ်တာကိုမြန်မြန်ဆန်ဆန်ပြတတ်တယ်မြန်မြန်ဆန်ဆန်ဖြစ်တတ်တယ်အမျက်ထွက်လွယ်တယ်ဟုတ်လား
လူဆိုးတခိုးတွေရဲ့အားကတော့လက်နဲ့ပဲတဲ့လက်နဲ့ရှိရင်သူတို့ကထောင်ရှိတယ်ဘာပညာမှမရှိဘူးဟုတ်လားတိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့အားကတော့အစိုးရချင်းပဲတဲ့ဟုတ်လားလူမိုက်တွေရဲ့အားကတော့ကဲ့ရဲ့ချင်းပဲတဲ့ရှာရှာဖွေဖွေကဲ့ရဲ့နေတာသူများအပြစ်မြင်နေတာစဉ်းစားတော့တခါကြီးတို့မကြီးများဒီဟာကအဆိုးဆုံးအားလို့ဦးဇင်းထင်တယ်လူမိုက်ရဲ့အားကကဲ့ရဲ့ချင်းနဲ့အဲ့ဒါသူများကိုနှာခေါင်းရှုပ်သူများမကောင်းတာပဲမြင်နေအမြဲတမ်းကဲ့ရဲ့ချင်းနဲ့စိတ်နဲ့ရှင်တော်တော်မိုက်နေပြီလို့စဉ်းစားကိုဟုတ်ကောအဲ့လူမိုက်ရဲ့အားကပါတယ်တော့ကဲ့ရဲ့ချင်းတဲ့ကဲ့ရဲ့တဲ့ချင်းကိုလူမိုက်ဖြစ်နေတာပညာရှိတို့ရဲ့အားကဘာလို့ဆိုအကျိုးရှိမရှိကိုစဉ်းစားဆင်ခြင်ခြင်းတဲ့ဒီချာချာကြည့်တယ်ဒါလို့ရင်ဘာဖြစ်မှာတော့ဒါပြောရင်ဘာဖြစ်မှာတော့ပညာရှိတို့ရဲ့အားဘုဒ္ဓတများတဲ့ပုဂ္ဂိုလ်တွေရဲ့အားကတော့အဖမ်းမှန်ဆင်ခြင်ခြင်းတဲ့သူအများကြီးကြားဘူးနာဝရှိတာသူလည်းတော်တော်ကောင်းတယ်ဟုတ်လားအေးနောက်ဆုံးအားကဘာလို့ဆိုတော့သူတော်ကောင်းတို့ရဲ့အားကသိခံခြင်းတဲ့ဟောသိခံခြင်းရှိမှအကောင်းဆုံးဂုဏ်ကိုရနိုင်တာတော့ပေါ့ရဲ့လားနော်အမျက်ထွက်နေမယ်ဆိုရင်တော့အမျိုးသမီးတို့ရဲ့အားအမျက်ထွက်ခြင်းနဲ့ဦးဇင်းကအလွန်သဘောကျတယ်အဲ့ဒီဥစ္စာဟုတ်လားပေါ့ဆိုကိုကလွတ်နေတယ်လေဟုတ်တယ်မဟုတ်လားအများသောအားဖြင့်ဒကမာကြီးတွေကဒေါသကြီးကြတာလည်းမရှိဘူးလားရှိတာနော်ဒါစဉ်းစားတယ်အလွန်ကောင်းပါတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားဤမျိုးစုံနဲ့ဒီအမျက်ဒေါသမရှိဘူးတိခံကြဖို့ဟောတာတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီတည်းကဦးဇင်းတို့ထင်ရှားတဲ့အကြောင်းအရာတစ်ခုဒါအတူတူလေးတွေပဲဦးဇင်းကပြောသွားမယ်လို့ပြောနေတာဟုတ်လားပိဿတို့အခုပြောတာတွေအကုန်လုံးကြားပူပြီးသားအကြောင်းအရာကြီးပဲအခုနောက်ထပ်ပြောမှလည်းကြားပူပြီးသားအကြောင်းအရာကိုပြောမှာဒါပေမဲ့ဒီခန္တီနဲ့ပတ်သက်ပြီးတော့တစုတစည်းလေးရှိနေတဲ့အခါကျတော့ကိုနားထောင်ခြင်းလို့ရှိရင်ကို့မှာစူစီပြီးသားဖြစ်တာပေါ့နော်ပြင်းတို့မဇ္ဈိမနိကေထဲမှာပုံတော်ဝါဒသုတ်တံဆိုတာရှိတယ်ရှင်ပုံနာကိုမြတ်စွာဘုရားဩဝါဒပေးထားတာပေါ့အဲ့ဒီရှင်ပုံနာကအလွန်မှတော်တဲ့ယဟန်တစ်ပါးပေါ့အဲ့ဒါတနေ့တော့မြတ်စွာဘုရားစီကိုသူရောက်လာတော့မြတ်စွာဘုရားတပည့်တော်ကိုကမ္မထံတရားဟောပါအဲ့ဒီတရားကိုကျင့်သုံးဖို့အတွက်တပည့်တော်ဒီနေရာကနေထွက်ခွာသွားမှာနော်တပါးတည်းနေပြီးတော့သူကျင့်သုံးမယ်ပေါ့အဲ့ဒါလိုတရားတောင်းတဲ့အခါကျတော့မြတ်စွာဘုရားကဒါတရားဟောလဲဆိုတော့จิตသားပုံနာတဲ့ဟောဒီယူပါယုံမျက်စိနဲ့သိရတယ်မြင်ရတယ်ဒီယူပါယုံအယောင်အရှင်းတွေရဲ့ပုံမှာသင်ဟာနှစ်သက်မယ်တတ်မဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါသင်ဒုက္ခဖြစ်ပြီလို့သာမှတ်လိုက်တဲ့နော်ယူပါယုံရဲ့ပုံမှာနှစ်သက်ပြီးမမောမိပြီဆိုရင်အဲ့ဒါဒုက္ခဖြစ်ပြီတဲ့အဲ့လိုပဲတတ္တယုံအတန်တွေရဲ့ပုံမှာနှစ်သက်မိပြီတတ်မဲ့မိပြီဆိုရင်သင်ဒုက္ခဖြစ်ပြီလို့မှတ်လိုက်ဟုတ်လားယူပါယုံတတ္တယုံကန္တယုံရတ္တယုံဖောဋ္ဌပယုံဓမ္မယုံအာယုံ6ပါးအဲ့ဒီအာယုံ6ပါးရဲ့အပေါ်မှာနှစ်သက်မှုမျက်နှာမှုတွေဖြစ်လာပြီဆိုရင်အဲ့ဒါဒုက္ခတွေဖြစ်တော့တာပဲတဲ့အဲ့ဒီအာယုံ6ပါးရဲ့အပေါ်မှာနှစ်သက်မှုမျက်နှာမှုတတ်မဲ့မှုမဖြစ်အောင်သင်ကြိုးစားနိုင်မယ်မဖြစ်ဘူးဆိုရင်တော့အဲ့ဒါဒုက္ခချုပ်တာပဲတဲ့ကဲဒါပဲဟောတယ်မြတ်စွာဘုရားဒါကိုချက်ပြီးတော့စဉ်းစားနော်တရားဓမ္မတို့အချင်းတို့ဒုက္ခရောက်နေတာတွေကဒါအဘိဓမ္မာရှုထောင့်ကကြည့်ပြီးတော့ဒီဟောရတာနဲ့ပြောရင်ဒါပဲလေနော်လောကဟောရတာနဲ့ပြောမယ်ဆိုရင်တော့သူတွေငါတွေပုဂ္ဂိုလ်တ attva တွေယောက်ျားတွေမိန်းမတွေအထေထရက်တွေနဲ့သူကအကုန်ရှုပ်ထွေးသွားမှာပေါ့နော်သူကတော့မဆုံးနိုင်တဲ့ဟောရတာရှိတာပေါ့အဘိဓမ္မာတရားနဲ့ပြောမယ်ဆိုရင်ဘာပဲရှိတော့ဒီအာယုံ6ပါးပဲရှိတာပဲလေကိုနှစ်သက်နေတာလည်းဒါပဲလေကိုမစွန့်နိုင်တာလည်းဒါပဲဟုတ်တယ်မဟုတ်လားဒါမြတ်စွာဘုရားအဲ့တိုင်ဟောတာအာယုံ6ပါးရဲ့ပုံမှာနှစ်သက်တက်မဲ့နေမယ်ဆိုရင်ဒုက္ခဖြစ်မယ်အာယုံ6ပါးရဲ့ပုံမှာနှစ်သက်မှုတက်မဲ့မှုမရှိဘူးဆိုရင်ဒုက္ခချုပ်မယ်ဒါပြောတာအဲ့လိုဟောလည်းပြီးရော gain တင့်ကိုကမ္မဋ္ဌာန်းတရားတော့ဟောပြီးပြီတင့်ဘယ်သွားမှာတော့လို့မေးတယ်ပြီးတော့မြတ်စွာဘုရားတဲ့ပြီးတော့သူနာပရန္တာတိုင်းကိုသွားမယ်ဖေ။အဲ့ဒီဇဏပုတ်ကိုသွားပြီးတော့နေမယ်จิตသားပုံနာသူနာပရန္တာတိုင်းသားတွေကအလွန်ကြမ်းတမ်းတယ်လို့ဆိုတယ်သင်နေနိုင်မှမလားမနေနိုင်ပါလေဖေ။မင်းအဲ့ဒီသူနာပရန္တာတိုင်းကိုရောက်လို့ရှိရင်အဲ့ဒီကဒကာဓမ္မတွေအဲ့ဒီကလူတွေကတကယ်လို့မင်းကိုဆဲရေးကြမယ်ဆိုရင်မင်းဘယ်လိုလုပ်မလို့တဲ့နော်အဲ့လိုသူတို့ဆဲရေးကြမယ်ဆိုလို့ရှိရင်ဒီသူနာပရန္တာတိုင်းသားတွေကတော်ကြသေးတယ်နော်သူနာပရန္တာတိုင်းသားတွေကတော်ကြသေးတယ်သူတို့ကငါ့ကိုဆဲယုံပဲဆဲတာလက်နဲ့ပုတ်ခတ်ကြတာတော့မရှိဘူးသူတို့ဆဲတဲ့အတန်ကကိုယ့်ကိုဘာမှတော့လာပြီးတော့ထိခိုက်တာမရှိဘူးကိုယ့်ကအဓိပ္ပာယ်တွေဖော်ပြီးတော့အခါရခတ်တာကကိုယ့်ရဲ့အသုံးမကျမှုပေါ့နော်ဟုတ်တယ်မဟုတ်လားနှစ်ဦးပေါင်းပြီးတော့ဆင်းရဲအောင်ဖန်တီးကြတော့ဒီဘက်ကအာယုံကလည်းအကြောင်းတရားတစ်ခုအနေနဲ့တော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အတွင်းကအသုံးမကျမှုကြီးကတော့အကြီးအကျယ်အကြောင်းတရားတစ်ခုအနေနဲ့ရှိတယ်ဒီဘက်ကအကြောင်းကဖယ်လို့မရဘူးနော်တခုကိုတစ်ခုတွေ့မှာပဲကိုယ့်ရဲ့အတွင်းကနှလုံးသွင်းမှားယွင်းမှုဆိုတဲ့အကြောင်းတရားကိုဖယ်လိုက်နိုင်ရင်မချမ်းသာတဲ့အကြောင်းဘာမှမရှိဘူးသူတို့ကတော်ကြပါပြီတဲ့ဆဲယုံပဲဆဲကြတာလက်နဲ့ပုတ်ခတ်ကြတာမရှိသေးဘူးဆိုပြီးတော့သိခံမဲ့တဲ့ဘာမှစိတ်ထဲမှာဒေါသမဖြစ်စီအောင်
ကဲအဲ့လိုမဟုတ်ဘဲနဲ့သူတို့ကလက်နဲ့ပုတ်ခတ်လာပြီဆိုရင်ကောမင်းဘလို့စဉ်းစားမလို့နဲ့ဩသူနာပရန္တာတိုင်းသားတွေဟာတော်ကြသေးတာပဲသူတို့ကငါ့ကိုလက်နဲ့သာပုတ်ခတ်ကြတာခဲနဲ့တော့မထုကြသေးဘူးလို့အဲ့လိုတီးတော့စဉ်းစားမိတဲ့ကဲခဲနဲ့ထုရင်ကောမင်းဘလို့စဉ်းစားမလို့နဲ့သူတို့ကငါ့ကိုခဲနဲ့သာပေါက်ကြထုကြတာဒုံးနဲ့ရိုက်ကြတာတော့မရှိသေးဘူးလို့အဲ့လိုစဉ်းစားပြီးတော့သူတို့ရဲ့ပုံမှာမေတ္တာမပြတ်စေဘူးကဲသူတို့ဒုံးနဲ့ရိုက်မယ်ဆိုရင်ကောမင်းဘလို့စဉ်းစားမလို့သူတို့ကဓာတ်နဲ့မခုတ်ကြသေးဘူးလို့တပည့်တော့အဲ့လိုစဉ်းစားပြီးတော့သူတို့ပုံမှာမေတ္တာဆက်ပြီးတော့ဖြစ်နေစေမယ်ဒါသူတကယ်ပြောနေတာကဲသူတို့ကဓာတ်နဲ့ခုတ်မယ်ဆိုရင်ဘယ်လိုလုပ်မလို့နဲ့သူတို့ကဓာတ်နဲ့ငါ့ကိုခုတ်ရင်ခုတ်တာအဲ့ဒီဓာတ်နဲ့အသေးတတ်တာတော့မဟုတ်သေးဘူးလို့တပည့်တော့အဲ့လိုစဉ်းစားပြီးတော့သူရဲ့ပုံမှာမေတ္တာမပြတ်ပါဘူးကဲတကယ်လို့သူတို့ကအဲ့ဒီဓာတ်နဲ့မင်းကိုအသေးတတ်ကြမယ်ဆိုရင်မင်းဘယ်လိုလုပ်မလို့အဲ့ဒါဘာပြောတော့ဆိုတော့ရသော်ဗျာတဲ့ဒီသာသနာတော်မှာခန္ဓာကိုယ်ရဲ့ပုံမှာအလွန်ယွန်ရှာဆက်ဆုပ်ကြတဲ့တချို့သူတော်ကောင်းတွေသူများကိုအသက်ခိုင်းကြရတာတွေရှိတယ်တဲ့ဟုတ်တယ်မြတ်စွာဘုရားလက်ထက်ကရှိတယ်တော့သင်္ကန်းတွေတပိတ်တွေပေးပြီးတော့တတ်ခိုင်းတာတွေရှိတယ်နော်ခုတပည့်တော်မှာကိုတောင်တတ်เสียမလို့သူတို့ကတတ်ပေးကြတယ်ဆိုပြီးတော့အဲ့ဒါတပည့်တော်သူတို့ရဲ့ပုံမှာမေတ္တာမပြတ်ဘူးတဲ့ gain သူကတော့ဒါကတော့ကုန်းနေတာပဲဟုတ်လားအလွန်အောင်းစရာကောင်းတဲ့အမြင်လို့မဆိုနိုင်ဘူးလားဒါသူကြိုတင်စဉ်းစားထားတာမရှိဘူးနော်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာဘာပဲဖြစ်ဖြစ်ငါသိခတ်မယ်ဆိုတဲ့ဒီဓာတ်ကကိန်းနေတာဆိုတော့ဓာတ်သူ့မှာအဖြေကအရန်နဲ့ရှိနေတာအဲ့ဒီနီးနဲ့လောကကြီးကိုသူအစဉ်ပြေအောင်နေသွားမှာပဲတကယ်တမ်းကဒကာဓမ္မတို့အရှင်တို့တွေအစဉ်မပြေဘူးဆိုတာများမလို့အသိခံခြင်းတရားတစ်လုံးသာတကယ်ရှိမယ်ဆိုဘာမှမပြေတာမရှိဘူးလို့ပြောလို့ရတယ်နော်တချို့ကိစ္စတွေကကိုယ်ကဖြစ်နေတာပြဿနာတွေကကိုယ်ကဖြစ်နေတာဒုက္ခတွေကကိုယ်ကဖြစ်နေတာသဘောပေါက်ရလားအဲ့ဒါကိုဒါကြောင့်သိခံနိုင်ရင်သိခံနိုင်တဲ့လောက်ဘဝမှာပြဿနာမရှိဘူးဘဝမှာငြိမ်းချမ်းတယ်ဒါကြောင့်ဒီသိခံခြင်းတရားကိုကောင်းကောင်းနားလည်အောင်လေ့လာနားလည်ရင်နားလည်တဲ့လောက်သဘောကျမယ်သဘောကျရင်သဘောကျတဲ့လောက်အထိုက်လျောက်ကျင့်သုံးနိုင်မယ်ကျင့်သုံးနိုင်ရင်ကျင့်သုံးတဲ့လောက်အများကြီးပတ်တာရမယ်ဒါရှင်ပုံနာရဲ့သိခံရည်ပဲအဲ့တော့ပဲအဲ့ဒီသူနာပရန်တိုင်တိုင်းကိုဘယ်သူမှသူ့ကိုခဲနဲ့ပေါက်တယ်လို့လည်းမကြားပါဘူးဒုံးနဲ့ရိုက်တယ်လို့လည်းမကြားပါဘူးဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်ကိုပြောပြတာဟုတ်ရဲ့လားအဲ့ဒီအတိုင်းထဲမှာနေရင်းနဲ့ပဲအဲ့ဒီဝါတွဲမှာပဲသူရဟန္တာဖြစ်တယ်နော်အဲ့ဒီမှာဥပဒက900ဥပတိကမ900တရဏဂုံတီအောင်သူလုံနိုင်တယ်ဗုဒ္ဓဘာသာဖြစ်အောင်သူလုပ်တယ်အဲ့ဒီမှာပဲပြိဋိဘံဆန်သွားတာပုံတော်ဝါဒသုတ်တအနှစ်ချုပ်ကလေးပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့တိခံခြင်းတရားဆိုတာကိုကြည်ကြပြန့်ပြန့်နားလည်အောင်ကြိုးစားပြီးတော့လေးလေးနက်နက်ကျင့်သုံးနိုင်အောင်အားထုတ်ရမယ်ပေါ့တော့ဒီနေရာမှာဦးဇင်းတို့တိခံခြင်းတရားကိုတရားဆဆခြင်းဦးဇင်းဘာပြောတော့သမ္မာနာဝမနခမောမျက်နှိုးမှုမထင်မဲ့မြင်ပြုမှုနှစ်ခုရဲ့အပေါ်မှာတိခံရမယ်ဒေါသမဖြစ်ုံမျှနဲ့တိခန္ဓာမလုံလောက်သေးဘူးကောင်းတာတွေရဲ့ပုံမှာလောဘမဖြစ်ဖို့လဲလူသေးတယ်လို့အဲ့ဒါပြောခဲ့တာမရှိဘူးလားရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဏိကုံးကျုပ်တုတ်တန်တစ်ပုဒ်ပြောပြမယ်နောက်အဲ့ဒီတုတ်တန်ကလည်းပဲဦးဇင်းတို့ဟောဖို့ရတယ်ဆိုးသည်ဖြစ်စီကောင်းသည်ဖြစ်စီဆိုတဲ့တရားထဲမှာအဲ့ဒါလေးပါတယ်တချို့လည်းပဲကြားဖို့ပြီးသားဖြစ်မှာပါအလွန်ပြောစရာကောင်းတဲ့တရားဒေသနာတစ်ခုပေါ့နော်မာရတစ္စနိယတုတ်တန်တဲ့တုတ်တန်ရဲ့နာမည်ကအဲ့ဒီတုတ်တန်ကဦးဇင်းတို့ရှင်မမောက္ကလံကိုရမြတ်ကြီးရဲ့အတွေ့အကြုံမှတ်တမ်းတင်ထားတာကာရဝမှာရှင်မမောက္ကလံကိုရမြတ်ကြီးသူမာရဂီရမြို့မှာနော်တရင်သုံးတယ်ဘေးတကာလတောအုပ်တယ်နော်သမင်တွေကိုဘေးမဲ့ပေးထားတဲ့တောအုပ်သမင်တော်မှာတရင်သုံးတပါးလေအဲ့လိုတရင်သုံးနေတဲ့အချိန်မှာနော်ဈဉ္ဉံသွားနေရင်းနဲ့ငါရဲ့ဘိုက်ကြီးကလေးလိုက်တာဘာတွေမှဖြစ်နေလဲမသိဘူးငါပဲစွမ်းနေအများကြီးစားထားလို့ဘိုက်တွေပွားနေလားမသိဘူးဆိုတော့သင်္ကန်းချောင်းလေးပေါ်တက်သွားပြီးတော့တတိချာချာသူဆင်ញင်ကြည့်တယ်ဆင်ញင်ကြည့်တဲ့အခါကျတော့မှဘိုက်ထဲမှာဘာရှိနေဆိုတော့မန်နဲ့ရောက်နေတယ်တဲ့ gain သူ့ရဲ့ဥထဲကိုမန်နဲ့ကဝင်နေတာဒါကအလွန်တကူးကြီးတဲ့ပုဂ္ဂိုလ်မို့လို့သိနိုင်တာမြင်နိုင်တာပေါ့တမန်ညာဆိုရင်တွေ့နိုင်ဖို့သိနိုင်ဖို့မလွယ်ပါဘူးရှင်မောက္ကလံကအရန်တကူးကြီးတာအဲ့ဒါနဲ့အဲ့ဒီမန်နဲ့ကိုရှင်မောက္ကလံကမန်နဲ့တဲ့သင်ဟာမြတ်စွာဘုရားကိုမညှင်းဆဲနဲ့မြတ်စွာဘုရားရဲ့တပိတ္တဘာကကိုမညှင်းဆဲနဲ့ညှင်းဆဲခြင်းအဖြစ်တင့်မှာချမ်းသာဒုက္ခမရနိုင်ဘူးဒါကြောင့်သင်ထွက်လို့ခိုင်းတယ်အဲ့ဒီမှာပြောတာတွေကမြတ်စွာဘုရားကိုမညှင်းဆဲနဲ့လို့ပြောတာနော်ညှင်းဆဲခါတာသူဖြစ်နေတာအဲ့ဒါဘာကြောင့်မြတ်စွာဘုရားကိုမညှင်းဆဲနဲ့လို့ပြောတာတော့မြတ်စွာဘုရားရဲ့တပိတ္တဘာကကိုညှင်းဆဲရင်မြတ်စွာဘုရားကိုလည်းညှင်းဆဲရရောက်တယ်ဒါကိုပြောတာသူကဒါကြောင့်မြတ်စွာဘုရားကိုမညှင်းဆဲနဲ့မြတ်စွာဘုရားရဲ့တပိတ္တဘာကကိုမညှင်းဆဲနဲ့သင်ထွက်ပါသင်အတွက်ချမ်းသာဒုက္ခမရနိုင်ဘူး
အဲ့လိုပြောတဲ့ခါကျတော့မာနကဒီယဟန်ကမမြင်မဲနဲ့နောက်တချို့ကဒုက္ခရောက်ပြီဆိုရင်ငါ့ကိုနတ်ကမြန်ပြူစားသလားယဟန်တန်ပြီးတော့တွေးကြတာရှိတယ်ဒီယဟန်ကမမြင်မဲနဲ့ငါ့ကိုယဟန်ပြီးတော့ပြောတာနဲ့တူတယ်ငါတတလေးပဲနေလိုက်အောင်မယ်ဆိုနေနေတာမထွက်ဘူးအဲ့တော့ရှင်မောက္ကလန်ကမာနထွဲတဲ့သင်အဲ့လိုစဉ်းစားနေတာကိုငါသိတယ်တဲ့သင်ကငါ့ကိုအဲ့လိုသိမှမဟုတ်ဘူးလို့ထင်နေတာကိုငါသိနေတယ်တဲ့အဲ့လိုပြောတဲ့မှာ तू ဘလို့မှမနေတာဘူးအဲ့ဒါခတွင်းကနေ तू ထွက်သွားတယ်ထွက်သွားပြီးတော့ तू ဝေးမသွားဘူးတကားကြားမှာရက်နေတယ်တဲ့မာနကအဲ့ဒါကိုရှင်မောက္ကလန်ကမာနသင်တကားကြားမှာရက်နေတာကိုလည်းငါမြင်တယ်တဲ့နောက်ထပ်ပြီးတော့ရန်ရှာဖို့မစဉ်းစားနဲ့ဆိုတဲ့သဘောမျိုးပြောတာအဲ့ဒီမှာရှင်မောက္ကလန်ကဒါအကိလေသာအာတောကုန်ပြီးသားယဟန္တာကြီးဘာဒေါသမှဖြစ်တာမရှိဘူးအလွန်နုညံ့သိမ်မွေးတဲ့သဘောနဲ့ပြောမှာပဲမေတ္တာအပြည့်ပဲရှိမှာပဲဟုတ်လားအဲ့ဒီမှာမာနကိုဘာပြောလို့မာနတဲ့ငါဟာတစ်ချိန်လုံးကဒုတိလို့အမိရတဲ့မာနတယောက်ဖြစ်ခဲ့ဘူးတဲ့အဲ့ဒီတုန်းကငါရဲ့နှမကကာလီတဲ့အဲ့ဒီကာလီရဲ့သားကတခြားမဟုတ်ဘူးသင်မယ်တဲ့အဲ့တော့သင်တဲ့ငါနဲ့တူကြီးတောင်တော်ခဲ့ဘူးတဲ့နော်ဆွေမျိုးဆက်လိုက်ရင်လူတွေကနည်းနည်းတော့နုညံ့သွားတဲ့သဘောတော့ရှိတာနော်တယောက်နဲ့တယောက်အမျိုးတွေဆိုရင်စိတ်ထဲကတော်တော်လေးတော့ဖြစ်သွားနုညံ့သွားအဲ့ဒါအမျိုးဆက်တာအဲ့လိုအမျိုးဆက်ပြီးတော့ပြောတဲ့အခါကျတော့မနက်ကဘာမှမပြောဘူးဒီတိုင်းပဲနားထောင်နေတာအဲ့ဒီမှာရှင်မောက္ကလန်ကအဲ့ဒီမာနကိုသူ့ဘဝဆက်ကြောင်းသူဒုတိမာနဖြစ်စဉ်တုန်းကအနေအထားကိုပြောပြတာတော်တော်လည်းပဲတန်ဝေကရစရာကောင်းတယ်ရှင်မောက္ကလန်ကိုရမြတ်ကြီးရဲ့နော်ဘဝတန်တရားတုန်းကတွေ့ကြုံခဲ့ရတဲ့နော်တတိတတိသားအကြောင်းအရာလေးအချက်အလက်တစ်ခုပေါ့။ဘာပြောတော့ဆိုတော့အဲ့ဒီတုန်းကဟောဒီလောကကြီးမှာကောက်ကုတန်မြတ်စွာဘုရားပွင့်နေတာဒီကဘာပဲရှိသေးတယ်။အလွန်ဝေးကွာတဲ့အနေအထားမဟုတ်ဘူးနော်ဒီကဘာမှာဒါရှင်မောက္ကလန်နော်သူဟာတသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ရတယ်။နောက်ဆုံးကဘာရောက်နေတဲ့အချိန်မှာတော့မနက်လန်ဖြစ်နေသေးတယ်နော်။သူမနက်ဖြစ်တာ။အဲ့ဒီကောက်ကုတန်မြတ်စွာဘုရားမှာလက်ရတော်ရန်ရှင်ဝိရုဒဆိုတာရှိတယ်လက်ဝဲတော်ရန်ရှင်သိင်္စီဝဆိုတာရှိတယ်ဝိရုဒဆိုတာကတော့အလွန်ပညာကြီးလို့နော်တရားဟောပြတဲ့နေရာမှာသူနဲ့တူတဲ့လူမရှိဘူးဆိုတော့သူ့ကိုဝိရုဒဆိုပြီးတော့နာမည်ကြီးတာအဲ့ဒီသိင်္စီဝမထေဆိုတာတော့အလွန်တကူကြီးလို့လက်ဝဲတော်ရန်သိင်္စီဝလို့နာမည်ရပုံကတခါမှရွာရဲ့ပြင်ဘက်တစ်ပင်တစ်ပင်အောက်မှာထိုင်ပြီးတော့သူနေတာညကြီးလည်းအဲ့ဒီတိုင်းနေတာအောင်အဲ့ဒါနိရောဓသမပတ်ဝင်စားနေတာဆိုတော့အသက်ကရှူတာမရှိဘူးရှိတော့နွားချောင်းသားတွေကဟာဒီရန်ကြီးကငုတ်တုတ်ကြီးပြန်တော်မူနေတယ်လို့ထင်တာသူ့ကိုအသက်မှမရှူတာ哦အဲ့ဒါနဲ့ဒီတိုင်းကြီးတော့အစင်ပြေသေးဘူးဆိုပြီးတော့တခါတည်းအနာနာရှိတဲ့မှိုက်တွေတရွက်6တွေကောက်ရွက်6တွေအကုန်ရှာစုပုံပြီးတော့မိရှုထားခဲ့တာနိရောဓသမပတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်ကမိရှုလို့လည်းမလောက်အောင်သူအဋ္ဌိထမပြင်းရင်သူ့ကိုဘာမှလုပ်လို့မရဘူးတရားရဲ့စွန့်ရည်တတိယအောင်းစရာကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့နောက်နေ့မနေ့ရောက်တဲ့အခါကျတော့အဲ့ဒီမထေရကဆွန့်ခံကြွလာအဲ့တော့ကလေးတွေကဟာမနေ့တုန်းကတို့မိရှုခဲ့တဲ့ကိုတော်ကြီးတဖန်ပြန်ရှင်တယ်ဟာတဖန်ပြန်ရှင်တယ်ဆိုတဲ့စကားကိုယူပြီးတော့သိင်္စီဝါဆိုတဲ့နာမည်ကိုရတယ်တဲ့နော်အဲ့ဒါနဲ့ဦးဇင်းတို့ဒုတိမာနရှင်မောက္ကလန်ဖြစ်လာမယ်အဲ့ဒီမာနကဟောဒီလောကကြီးမှာဒီပြင်တရားဝါတွေရဲ့အကြောင်းကိုငါကောင်းကောင်းသိတယ်ဘယ်ကနေလာတာသိပြီးရင်ဘယ်ရောက်တာသူတို့ဘာတွေလုပ်နေတာသူတို့လုပ်ပြီးဘယ်ရောက်မှသူတို့အကုန်သိတယ်တဲ့ဒါပေမဲ့လို့ဒီမြတ်သောအကျင့်ကိုကျင့်သုံးပြီးတော့ပေါင်းမြောက်အောင်မြင်သွားကြတဲ့ယဟန်တော်တွေရဲ့လားရရောက်ရပါငါမသိဘူးအဲ့ဒါကို तू လုံးဝမကျင့်တတ်နော်သူ့ရဲ့နယ်ပယ်ကလွန်မြောက်သွားတယ်သူ့ဉာဏ်မနှက်ဆက်နိုင်တဲ့အနေအထားမျိုးကိုရောက်နေလို့ဆိုတော့ तू မနာလိုတဲ့သဘောလေးရှိမယ်လို့အရင်ကထင်ပါဒါတွေးကြည့်အောင်အဲ့ဒါနဲ့မာနကအရှင်မောက္ကလန်လောင်းပေါ့နော်ဒုတိမာနကအဲ့ဒီယဟန်နေရဲ့အကြောင်းကိုငါသိရအောင်ယဟန်နေကိုအနှောင့်အယှက်နော်ဒီလိုသူတို့မြင့်မြတ်တဲ့အနေအထားတွေကိုပျက်စီးအောင်ဘယ်လိုလုပ်မလို့ဆိုတော့နော်ယဟန်နေမတော်မလျော်မတုကမာတွေနဲ့ပေါက်ပြန်နေတဲ့သဘောမျိုးအကျင့်မကောင်းတဲ့ပုံစံတွေအများကြီးတရားတော်မတွေမြင်အောင်ဖန်တီးပြတယ်ဖန်ဆင်းပြတယ်တကယ်ယဟန်နေကအဲ့လိုဖြစ်နေတာမဟုတ်အဲ့ဒါမာနကြောင့်မို့လို့လူတွေရဲ့တရားတော်မတွေရဲ့အမြင်မှာအဲ့လိုဖြစ်တယ်လို့ဆိုတယ်အဲ့တော့ဒကာဓမ္မတွေကတတိုးမှမကြည်ညိုပဲနဲ့ယဟန်တွေတွေ့လို့ရှိရင်ဆဲကြတယ်ဆိုကြတယ်တော့သူတော်ကောင်းရောင်ဆောင်နေတဲ့ပုံကိုယ်တွေပဲအစရှိသဖြင့်တော့ဆွန်လည်းပဲပြပြဝဝလောင်းညလှူရတာလည်းမရှိဘူးကောက်ဥဒ္ဒမြတ်စွာဘုရားသာသနာမှာမာနကြောင့်အဲ့ဒီအနေအထားလေးကတော်တော်ကိုထိထိခိုက်ခိုက်ရှိတယ်ဒါကြောင့်လူတွေအဲ့ဒီအချိန်မှာသေပြီးလို့ရှိရင်ညံ့တဲ့ညုံတဲ့နေရာပဲရောက်သွားမာနကြောင့်မို့လို့ဒါမာနကဒီလိုလုပ်နေတယ်လို့လူတွေကလည်းမသိဘူးဒါပေမဲ့မြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့ယဟန်တွေကိုပဲဆုံးမတာနော်လူတွေကိုခေါ်ပြီးတော့ဗာပြောတယ်လို့တော့မရှိဘူးအဲ့ဒီသုတ်တန်ထဲမှာယဟန်တွေကိုဗာပြောလို့ဆိုချစ်သားတို့တဲ့မနက်ကအဲ့ဒီလိုလှုပ်ထားတဲ့အတွက်ကြောင့်
လောလောဆယ်မကောင်းတဲ့လောကရန်တရားတွေဒါအခုတွေ့နေရတယ်လူတွေရဲ့မျက်နှာမှုမရဘူးအထင်သေးမှုရှုံချမှုကဲ့ရဲ့မှုဒါတွေပဲရတယ်ဒါကြောင့်ဒီလိုဆိုးရတဲ့အနေအထားတွေကြုံနေတဲ့အချိန်မှာဒါတွေကိုရင်ဆိုင်နိုင်အောင်ဘာလုပ်ရမလဲဆိုတော့မေတ္တာကရုဏာမုဒိတာဥပေက္ခပြင်မစိုးတရား၄ပါးကိုပွားများခိုင်းတယ်ဒါကဦးဇင်းတို့ပြောရခြင်းရဲ့အဓိကရည်ရွယ်ချက်ပေါ့နော်တိခဏနဲ့ဆိုတာမျက်နှိုးတဲ့လူတွေရဲ့ပုံမှာပဲဖြစ်ဖြစ်ကိုယ်ပုံမှာမုန်းတီးပြီးတော့မထင်မြင်မြင်ဆက်ဆံတဲ့လူတွေရဲ့ပုံမှာပဲဖြစ်ဖြစ်လောဘဒေါသမဖြစ်အောင်ကြိုးစားရမယ်လို့ပြောခဲ့တာနော်ဟောအခုဒါကဒေါသမဖြစ်အောင်နေတဲ့နီးဟုတ်လားဆိုရတဲ့လောကရန်နဲ့တွေ့တဲ့အခါမှာရင်ဆိုင်ဖြည့်ရှင်းရမယ်နီလန်းပေါ့ဒါတတ္တလောကကြီးရဲ့အပေါ်မှာကောင်းစားချမ်းသာစေခြင်းနဲ့မေတ္တာတရားနောက်တနာကျင်နာတဲ့ကရုဏာတရားနောက်ဝမ်းမြောက်နိုင်တဲ့မုဒိတာတရားသောသူချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေတတ္တဝါတွေကကိုပြုတ်ထားတဲ့အမှုတိုင်းခံစားစံစားကြရတာကိုဘာမှသွားပြီးတော့ဝင်ဆွတ်လို့ရတာမဟုတ်ဘူးလို့အမှန်အကန်နားလည်ပြီးတော့တတ္တဝါတွေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေစိတ်ထဲမှာတုန်မှုလှုပ်မှုမရှိအောင်အလဲအလက်ရက်တည်နိုင်တယ်ဆိုတဲ့ဥပေက္ခတရားဥပေက္ခကတော့အမြင့်မားဆုံးပဲဟုတ်လားအဲ့ဒီဥပေက္ခတရားတွေကိုပွားများနေမယ်ဆိုလို့ရှိရင်မနတ်ရဲ့ဒီလိုလှုပ်တဲ့အတွက်ကြောင့်ယဟန်နေမှာဘာမှစိတ်ထဲမှာမနတ်ဝင်เสียအကြားပေါက်မရနိုင်ဘူးနှောင့်ယှက်เสียအခွင့်အရေးမနတ်အတွက်မရနိုင်ဘူးအဲ့ဒီတိုင်းမြတ်စွာဘုရားကကာကွယ်ခိုင်းတာဒါကဒကာဓမ္မတို့အတွက်နီးယူရမယ့်အနေအထားပေါ့နော်ဘဝမှာဆိုးရတဲ့အခြေအနေကြုံလာလို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပေက္ခကိုအသုံးပြုမယ်ဆိုတဲ့နိလန်လေးဒီသုတ်တန်အရာဟုတ်လားအဲ့ဒီတိုင်းလှုပ်တဲ့အခါကျတော့မနတ်ကတွက်ချီမကိုင်ဘူးငါလှုပ်တာဘာမှမထိရောက်ဘူးလူတွေပဲအကုသိုလ်ဖြစ်ပြီးတော့သေတဲ့အခါအပေရောက်ကြတာပဲဖတ်တယ်လို့ယဟန်တွေကဒီတိုင်းကြီးနေလို့မထိရောက်တာလို့လည်းသူသိတယ်အဲ့ဒါနဲ့ဒီနီးနဲ့မရတော့နောက်တနည်းနဲ့လှုပ်မယ်ဆိုဟောနောက်တနည်းနဲ့ကဘယ်လိုလှုပ်တုံးဆိုတော့စောစောကကတ်တိုက်တဲ့နီးလို့ဆိုကြပါစို့အခုကလက်တိုက်တဲ့နီးနဲ့လှုပ်နော်ကောင်းတဲ့နီးနဲ့တိုက်ပါလူတွေကဆိုးတဲ့နီးကိုများသောအားဖြင့်ခံနိုင်ရှိတယ်ကောင်းတာကြရင်တော့တိတ်ပြီးတော့မခံနိုင်ကြဘူးဆိုတာလည်းရှိတယ်အဲ့ဒါခုဘယ်လိုလုပ်မှာတော့ဆိုတော့မနက်ကယဟန်နေဇံပြန်နေတဲ့ပုံလေးမကြည်ညိုစရာကောင်းတဲ့အနေအထားတွေလိုတာတဲ့ပို့ပြီးတော့အများကြီးဖန်တီးပြတယ်လူတွေကိုအဲ့တော့လူတွေရဲ့စိတ်ထဲမှာအလွန်တော်တဲ့ပုံကိုယ်တွေပဲဆိုတော့အရန်ကြည်ညိုရတယ်ကြည်ညိုကြတော့ကြည်ညိုတဲ့အချင်းရာကိုပြကြတယ်ကြည်ညိုတဲ့အချင်းရာဆိုတာဘာလို့ဆိုပစ္စည်းလေးပါလိုလေသေးမရှိလူရတန်းကြတယ်နောက်မျက်နှိုးတဲ့စကားသံတွေမျက်နှိုးတဲ့အမူအရာတွေနဲ့နေကြပြကြတယ်အဲ့ဒီလိုပြတာကိုသိတဲ့အခါကျတော့အဲ့ဒီလူတွေနဲ့ပြေရောက်ကြတယ်လို့ဆိုတယ်နော်လောကကြီးရဲ့ကျေပြန့်တဲ့သဘောနဲ့နေတဲ့သဘောစမ်းကြဲတဲ့သဘောဒါတွေကိုဘုဒ္ဓတအနေနဲ့အများကြီးမှတ်တဲ့နဲ့နော်တကယ်ကြီးမိုင်များဟုတ်လားအေးအဲ့တော့ဒီလိုအချက်ရတယ်ဒီလိုအချင်းရာတွေဖြစ်နေတာမနတ်ရဲ့လက်ချက်ပဲဆိုတာကိုဘယ်သူသိတော့ဆိုမြတ်စွာဘုရားသိတယ်သိတဲ့အခါကျမြတ်စွာဘုရားယဟန်တို့တဲ့မနတ်ကနော်တိုက်စစ်တစ်မျိုးဆင်းလာပြန်တယ်ပေါ့နောက်စောစောကတိုက်စစ်ဆင်တာကတနည်းအခုတိုက်စစ်ဆင်တာကတနည်းစောစောတုန်းကမကောင်းတာအဆိုးနဲ့တိုက်တယ်အခုကကောင်းတာနဲ့တိုက်တယ်ဒါကြောင့်ဒီလိုကောင်းတာတွေကြုံလာတဲ့အချိန်မှာသင်တို့ဘယ်လိုနည်းနဲ့တုံ့ပြန်ရမလို့ဘယ်လိုနေထိုင်ကျင့်သုံးရမလို့အဲ့ဒါကြတော့လည်းပဲမြတ်စွာဘုရား၄မျိုးညွှန်ကြားတယ်ပေါ့အဲ့ဒီ၄မျိုးကဘာလို့ဆိုတော့ပထမအတုပနော်အတုပဆိုတာမိမိခန္ဓာသူတော်ဘာခန္ဓာရဲ့မတင့်တယ်တဲ့ရွှန်ရှားဆွတ်ဆွတ်ဖွယ်အနေအထားကိုအခြေအနေမှန်တိုင်းသိအောင်စဉ်းစားတာဆင်ញင်တာအတုပတရားကောင်းတာတွေတွေ့လာရင်အတုပကိုစဉ်းစားရမယ်ပေါ့နောက်ဒုတိယကဘာလို့ဆိုအာဟာဒီပฏิကူလတင်ညာကိုစားမျိုးနေတဲ့ကိုစားတောက်နေတဲ့ဒီအာဟာရရဲ့ရွှန်ရှားဆွတ်ဆွတ်ဖွယ်အဖြစ်မှန်အခြေအနေမှန်ကိုစဉ်းစားဆင်ញင်ရမယ်ဒီကရမတို့အရင်တို့အခုဒီခန္ဓာကိုယ်ကြီးကဒီအာဟာရရဲ့အကျိုးဆက်ပဲအဓိကကခုဒီတိုင်းရက်တည်နေတာဒီတိုင်းဖြစ်နေတာကြီးကွာစအဓိကကအာဟာရရဲ့အကျိုးဆက်ပဲအမေအဖေရဲ့သွေးသားပေါ်မှာအမိပြုတ်ပြီးတော့ဖြစ်ခဲ့တော့ကတခက်သေးသေးလေးပဲရှိသေးရဲ့နော်ကလလရေကြီးဆိုတာဘယ်လောက်ကြီးမလဲတော့စဉ်းစားနော်အမေဖေရဲ့သွေးသားပေါ်တာအမိပြုတ်ဖြစ်တာဖြစ်လာပြီဆိုတဲ့အစအမေရဲ့ချက်ကျိုးကနေပြီးတော့အာဟာရဓာတ်ကိုယူရတယ်အဲ့ဒါလည်းအဲ့ဒီအာဟာရဓာတ်ကဘယ်ရရတော့ဒီအမေစားတောက်လိုက်တဲ့အစာတွေပဲလေအစာတွေရှည်တွေပဲလေအဲ့ဒါတွေကနေပြီးကိုအာဟာရဓာတ်ကိုယူပြီးတော့တဖြည်းနဲ့ကြီးထွားလာတယ်မွေးဖွားလာပြီဆိုတော့အမေနှုတ်ရည်ကိုဆိုတယ်အဲ့ဒီနှုတ်ရည်ကဘယ်ရရဒီအာဟာရပဲခုကြီးလာပြီဆိုတော့လည်းဘာတော့စားနိုင်တဲ့စားနေတာပဲရေတွေတောက်စားတွေစားနော်အဲ့ဒါတွေကနေပြီးတော့ဒါကြီးဖြစ်လာတာအဲ့ဒီအစားအစာတွေရဲ့သဘာဝကိုသိလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့သဘာဝကိုလည်းသိနိုင်တယ်လူတွေကအစားအစာရဲ့အကြောင်းကိုသိပြီးတော့စားကျင်တာလောက်ပဲရှိတယ်သူတို့ရဲ့သဘာဝအမှန်ကိုသိအောင်ကြိုးစားတဲ့အပိုင်းအရန်အားနေတယ်ဆိုကြပါစို့မစင်တွေကျင်ကြီးတွေကျင်ငယ်တွေဒါတွေဆိုရင်လူတွေကအလွတ်မယွံညာဘူးလား
ရှင်တယ်စွန့်ပြီးရင်တချို့ပြန်တော့မကြည့်ချင်ဘာတွေတုံးအဲ့ဒါတွေကကိုအလွန်မြက်မြက်နုံတို့စားခဲ့တောက်ခဲ့မျိုးခဲ့တာတွေပဲလေအဲ့ဒါတွေကဟုတ်တယ်မဟုတ်လားဟုတ်တယ်မဟုတ်လားဘယ်တော့မှမကြသေးဘူးနော်နာယီပိုင်းပဲရှိသေးတယ်ဘာကြောင့်အဲ့ဒါလောက်တန်ရောစင်ပြတ်သွားစဉ်းစားကြည့်စောတော်ကမှကိုအမျက်တနိုးကိုစားပြီဆိုတော့တကယ်ကောင်းတာလေးကိုရွေးပြီးတော့ကိုစားတာဗျဟုတ်တယ်မဟုတ်လားစွန့်ပြီဆိုတော့မှကိုမဟုတ်တဲ့အတိုင်းသူမဟုတ်တဲ့အတိုင်းဟုတ်လားအရန်ကွာခြားသွားတယ်ပေါ့နော်စိတ်ထဲမှာအဲ့တော့ဒါကစဉ်းစားရင်ဘာဖြစ်တော့ဒါဦးဇင်းတို့ပြောကြည့်တာပါအစာအာဟာရရဲ့သဘောနော်မမောမှုနေသွားနိုင်တော့အဲ့တော့ဦးဇင်းကတခါလေးတွေးကြည့်တာနော်မစင်ကျင်ကြီးတွေကိုဒါတော့မယွန်သင့်ပါဘူးလို့ကိုမျက်မျက်နုံတို့စားထားတာတွေကဖြစ်သွားတဲ့အရာအစာအသောက်တွေကိုလည်းဒီလောက်ကြီးမမောသင့်ဘူးလို့အယွန်ရွှန်ရှာဆက်စုပ်ဖွယ်ကောင်းတဲ့အဲ့ဒီအနေအထားတွေဖြစ်သွားမယ့်အရာတို့ဒါတိုင်းပဲဆက်နေတာပဲလေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်ဒါကြောင့်အဲ့ဒီအာဟာရပရိကူလတင်ညာကိုစဉ်းစားရင်လည်းပဲကောင်းတဲ့အနေအထားတွေကိုကျော်လာနိုင်တယ်ဘဝရဲ့အခြေအနေမှာဒါတွေကအကောင်းတွေမဟုတ်ဘူးဆိုတာကိုသိနိုင်တယ်နောက်တတိယစဉ်းစားဆင်ခြင်မယ့်အချက်ကဘာလဲဆိုတော့တပ္ပလောကေအနံပိရတိအလုံးစုံသောလောကကြီးတွေပျော်မှုပဲရမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကိုစဉ်းစားရမယ်မွေးဖွားလာတယ်တဖြည်းဖြည်းနဲ့အိုမင်းရင်ရောသွားတယ်ချွေးချက်တွေများလာပြီးတော့နာကျင်ကြိုက်ခဲမယ်ပြီးရင်ဖယိုဖယဲပျက်စီးသွားမယ်ဒါပဲလေဟုတ်တယ်မဟုတ်လားဒီကြားကာလထဲမှာဟိုလိုဒီလိုရှောက်ပြောကြတာတွေတော့အမျိုးကြီးပြောတယ်ရှိတာပါဟုတ်တယ်မဟုတ်လားနော်တကယ်ကတော့ဒါပဲဘဝရဲ့အခြေအနေမှန်ကဒါပဲအဲ့ဒီထဲမှာအထီရောက်ဆုံးကတော့ဒီတေခြင်းတရားကိုထိမိအောင်စဉ်းစားရင်ဘဝဟာအနှစ်သာရသဘောစိတ်သုံးလှတယ်ဆိုတဲ့ဘဝရဲ့တုံညာသဘောပြုံးမွေးစရာကောင်းတဲ့အနေအထားတစ်ခုမှမရှိဘူးဆိုတာကိုသိနိုင်မယ်ပေါ့ဒါကြောင့်တပ္ပလောကေအနာပိတတိတင်ညာနဲ့လည်းပဲကောင်းတဲ့အနေအထားတွေကိုတည်တည်ငြိမ်ငြိမ်ရှင်းဆန်းနိုင်အောင်အထောက်ရမယ်ပေါ့ဟုတ်လားအေးနောက်ဆုံးဦးဇင်းတို့ရင်ဆိုင်ကြိုးစားရမယ့်နည်းလမ်းကဘာလို့ဆိုတော့အနိစ္စတင်ညာအနိစ္စဆိုတာလည်းလူတိုင်းရှင်းနေပါတယ်နော်အနိစ္စဆိုတာမတည်မြဲတာမတည်မြဲမှုကိုစဉ်းစားဆင်ခြင်ရင်ကောင်းတာတွေကိုကောင်းကောင်းရင်ဆိုင်နိုင်တယ်ကောင်းတာတွေကြောင့်လောဘမဖြစ်နိုင်ဘူးပေါ့အဲ့တော့ဒီမတည်မြဲဘူးဆိုတာလေးကိုလည်းဦးဇင်းကနော်ပြောချင်သေးတယ်အဲ့ဒါလေးကိုလည်းအော်ဆိုနီးလျက်နဲ့ဝေဖြစ်နေမှာဆိုလို့လွယ်လွယ်လေးနဲ့မတည်ပဲဖြစ်နေမှာဆိုလို့နော်ဆိုရပါစို့ဘဝကိုအပိုင်းလိုက်ဖြတ်ပြီးတော့ကာလကိုနော်အချိန်ကာလကိုအပိုင်းလိုက်ဖြတ်ပြီးတော့စဉ်းစားအဲ့ဒါကအလွန်သိတာထင်ရှားတဲ့နီလန်တစ်ခုပေါ့ဒါဝိသုဒ္ဓိမတ်ထဲမှာလည်းဒီတိုင်းပြထားတာရှိတယ်ကိုအသက်30ရှိပြီဆိုလို့ရှိရင်နော်ဘဝကိုနော်အသက်80တန်းလောက်မှတ်လိုက်ပေါ့နော်အခုအသက်30ရှိပြီဆိုလို့ရှိရင်10ပုံရင်3ပုံကတော့ကုန်သွားပြီဟုတ်တယ်မဟုတ်လားဘယ်ရောက်သွားပြီဆိုဘယ်ရောက်သွားမှကိုမသိတော့ဘူးကုန်သွားပြီနော်အေးအဲ့လိုပဲအပိုင်းလိုက်သတ်မှတ်ရမယ်သတ်မှတ်ပြီးတော့တစ်နှစ်ပြီးရင်ဘာလို့လနဲ့ပြီးရင်ရက်နဲ့ပြီးပိုင်းလို့ရှိရင်နာရီနဲ့ပိုင်းပေါ့မိုးတော်ရန်ဟုတ်လားနော်ဟိုညကို3ပိုင်းပိုင်းတာရှိတယ်နေ့ကို3ပိုင်းပိုင်းတာရှိတယ်ဟိုနာရီနဲ့ပိုင်းလိုက်ရင်တော့ပို့ပြီးတော့တောင်းစိတ်သွားတယ်ပေါ့နာရီနဲ့ပိုင်းပြီးရင်မိနစ်နဲ့ပိုင်းပြီးရင်စက္ကန့်နဲ့ပိုင်းလိုက်ရင်တော့အရင်နီးစပ်သွားပြီဟောစောတော်ကဖြစ်ခဲ့တဲ့အနေအထားလေးတွေမရှိတော့ဘူးအခုလောလောဆယ်အစ်စ်နဲ့ဆက်ပြီးတော့ရက်တည်နေတာပဲလေစောတော်ကသဘောကျခဲ့တာတွေရောသဘောမကျခဲ့တာတွေရောအတွေးတွေအမျိုးစုံဘာပဲဖြစ်စိတ်ပိုင်းဆိုင်ရာနောက်ရုပ်ပိုင်းဆိုင်ရာအကုန်လုံးစုံနေအောင်ဖြစ်တာပဲအခြေအနေအကြောင်းတရားပေါ်မှာမူတည်ပြီးတော့ကိုယ့်လက်ထဲလည်းဘာမှရှိတာမဟုတ်ဘူးဖြစ်နေတဲ့အကြောင်းအရာဖြစ်နေတဲ့သဘာဝတရားတွေကနောက်ကိုဖြစ်ခြင်းတဲ့အတိုင်းဖြစ်နေတာတော့လည်းမဟုတ်ဘူးဖြစ်เสียအကြောင်းရှိတဲ့အတိုင်းတကယ်ကိုဝယုံသုံးကားစီမရှိကမ်းမရှိခပေါက်တိခပေါက်ချာဖြစ်သွားတာပဲနော်တွေ့နေတဲ့ဖြစ်နေတဲ့အတန်တွေကြားရမယ်လေဘာမကြားခြင်းဘူးဆိုလို့လည်းမရဘူးကာရတိဖြတ်သွားရင်ကားတန်ကြားရမှာပဲဒါပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီမြင်နေကြားတယ်ဆိုတဲ့သဘာဝတရားတွေဟာကိုယ်သဘောကိုယ်ဆန္ဒပေါ်မှာမူတည်ပြီးတော့ဒီခန္ဓာမှာဖြစ်နေတာတော့မဟုတ်ဘူးဖြစ်เสียရှိတဲ့အတိုင်းဖြစ်သွားနေတာဒီတိုင်းဖြစ်သွားနေတာတေချာတာကအဲ့ဒီဖြစ်လာတဲ့တရားတွေတခုမှတီးနေတာမြင်နေတာမရှိဘူးဒီအနိစ္စသဘောတရားလေးအဲ့တော့ဦးဇင်းကခြုံမိအောင်ပေါ့လေနော်ပိဋကတို့လည်းစဉ်းစားရတာလွယ်အောင်မြင်ငယ်ပေါင်းများလာပြီကြားခဲ့ပေါင်းများလာပြီအနတ်နေရခဲ့ပေါင်းများလာပြီအစားတောက်တွေစားခဲ့ပေါင်းများလာပြီအတွေ့အထိတွေတွေ့ထိခဲ့ပေါင်းများလာပြီအတွေးကြံတွေတွေးကြံခဲ့ပေါင်းများလာပြီစိတ်ထဲမှာချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းဖြစ်ခဲ့ပေါင်းများလာပြီရေတွက်လို့ကိုမကုန်နိုင်ဖြစ်ခဲ့တာတွေအကုန်လုံးတစ်ခုမှအဖတ်တင်နေတာလည်းမရှိဘူးမြင်ခဲ့တာတွေအကုန်လုံးပြီးခဲ့ပြီထပ်ပြီးတော့လည်းမြင်နေရတော့မယ်ဒါလည်းပဲခိုင်မြင်နေတာတော့ခိုင်မြင်နေတာမရှိဘူးနောက်ထပ်မြင်ဦးမှာပဲထပ်မြင်ထပ်ပြီးသွားဦးမှာပဲ
အဲ့လိုပဲထပ်ကြမယ်ထပ်ကြလဲထပ်ပြီးသွားအောင်ပါပဲထပ်ကြအောင်ပါပဲဒါပဲတန်တရားဆိုတာဒါအလွယ်နည်းပြောပြတာပေါ့နော်ဒါတွေဖြစ်နေတာကိုဘဝတန်တရားလက်ပတ်နေတယ်ဒီလိုပြောတာဟုတ်တယ်မဟုတ်လားဒီမြင်ချင်းကြားချင်းနဲ့ရှုချင်းစားတော့ချင်းတွေ့ထိချင်းတွေ့ကြံချင်းဒါတွေကိုအကြောင်းပြုပြီးတော့ချမ်းသာခြင်းဆင်းရဲခြင်းအဲ့ဒီချမ်းသာခြင်းဆင်းရဲခြင်းကိုအကြောင်းပြုပြီးတော့ချမ်းသာခြင်းလောဘနဲ့တုံ့ပြန်မယ်ဆင်းရဲခြင်းဒေါသနဲ့တုံ့ပြန်မယ်လောဘဒေါသကြီးလာရင်ကြီးလာတော့ပြောမယ်လုံမယ်အဲ့ဒီလိုနဲ့အဲ့ဒီကံတရားတွေရဲ့အကျိုးဆက်ယုံနာတွေဆက်ပြီးတော့ဖြစ်မယ်ဒါပရိစ္ဆေသမုပ္ပါအနုလောမအကျဉ်းမြင်ဥစဉ်ပြောကြည့်တာဟုတ်တယ်မဟုတ်လားဒီတိုင်းသွားနေတာပဲအဲ့တော့အဲ့ဒီမှာသေကြတာကကိုကဒီသဘာဝတရားရဲ့သဘောအမှန်ကိုအနှစ်ချုပ်အနေနဲ့နားလည်ရမှာကဘာဖြစ်ဖြစ်တည်မြဲမနေဘူးဆိုတဲ့အချက်ပေါ့ယံကိဉ္စီသမှုရိယဓမ္မတပ္ပန္တနိရောဓဓမ္မတိဖြစ်ပေါ်လာတဲ့သဘာဝတရားတွေအကုန်လုံးချုပ်ပြောက်သွားတယ်အဲ့ဒါကိုနားလည်ပြီးတော့နေလို့ရှိရင်ဒါအနိစ္စကိုသိပြီးတော့နေနေတာ哦အဲ့လိုဆိုလို့ရှိရင်သူဟာကောင်းတာကဘာမှမပါတော့ဟုတ်တယ်မဟုတ်လားဘာဖြစ်ဖြစ်သူကမရှိတော့ဘူးဆိုပြီးသွားရောဖြစ်ပြီးတော့ပြီးသွားရောကောင်းတယ်ကြည်ရတယ်ဆိုတာလေးကလည်းအခိုက်အတန့်ပဲဘာဖြစ်ဖြစ်အကုန်လုံးအခိုက်အတန့်ပဲဆိုတော့သူ့ဥစားနော်ချမ်းသာခြင်းဆင်းရဲခြင်းကအပေါ်ယံပဲရှိတယ်လို့ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်တူညီစွာချုပ်ပြောက်သွားကြတာမရှိဘူးလားရှိတယ်ပြီးသွားဒီလိုပဲအဲ့ဒီအနိစ္စတရားကိုစဉ်းစားလို့ရှိရင်စောစောကပြောခဲ့တဲ့ကောင်းတဲ့လောကဓာတ်တရားတွေကောင်းတဲ့အခြေအနေတွေလို့လူသားမန်တွေထင်ထားတဲ့အရာတွေရဲ့ပုံမှာမမောမှုလောဘနဲ့တုံ့ပြန်စရာအကြောင်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီမာနရဲ့ကောင်းတဲ့အချက်နဲ့လှည့်ပြီးတော့တိုက်တာကိုခန္ဓာရင်ရှိအောင်အတုပရဲ့အာဟာရိပတိကူလတင်ညာရဲ့သဗ္ဗလောကေအနာဘိတတိတင်ညာရဲ့အခုပြောလိုက်တဲ့အနိစ္စတင်ညာရဲ့အဲ့ဒီတရား၄ပါးကိုပွားများပြီးတော့ရင်ဆိုင်နိုင်ရမယ်အဲ့ဒီလိုရင်ဆိုင်ခိုင်းတော့မာနကထင်တိုင်းမပေါက်ပြန်ဘူးအဲ့ဒီတော့ဘာလို့တုံဆိုတော့မာနကရသော်ဘုရားနဲ့ရှင်ဝိဒုရဆွမ်းခံကြွနေတာကလေးတယောက်ကိုဝင်ပူးပြီးတော့အဲ့ဒီရှင်ဝိဒုရတဲ့ခေါင်းကိုကြောက်ခဲနဲ့ထုတယ်တဲ့ကဲကိုဒီလက်ရောက်စော်ကားတာပေါ့နော်ဒီခေါင်းကဟက်တက်ကွဲပြီးတော့သွေးတန်းတန်းကြတယ်အဲ့ဒီမှာကောက်ကုတ္တမြတ်စွာဘုရားကတိတယ်တိတဲ့အခါကျတော့နောက်ကိုလှည့်ကြည့်တယ်တဲ့ဩမာနဟာကိုယ့်ရဲ့ပမာဏကိုမသိရှာဘူးကိုလို့မြတ်စွာဘုရားကလှည့်ကြည့်လိုက်တာနဲ့အဲ့ဒီနတ်အဖြစ်ကနေတခါလဲသုတိသိကြပြီးတော့ဝီရှင်ငယ်ကြီးကိုတန်းရောက်သွားတယ်အဲ့ဒါရှင်မမောက္ခလံကိုရမြတ်ကြီးအလောင်းပဲနော်အဲ့ဒီမှာသူငရဲခံရတာတွေကိုအများကြီးပြောတာရှင်မမောက္ခလံကအဲ့ဒီတော့ငါတဲ့ငါရဲ့ခန္ဓာကိုယ်ကြီးကလူခန္ဓာကိုယ်ကြီးဒါပေမဲ့ခေါင်းကတော့ငါးတကောင်ရဲ့ခေါင်းလိုပဲတဲ့အဲ့ဒီသူကြားခဲ့တဲ့ငရဲကတခြင်းနေနဲ့အမြဲတမ်းထိုးရတာတဲ့အဲ့ဒါငရဲသားတွေကသူ့ကိုလာပြောသေးတယ်တဲ့အချင်းငရဲသားငါဒီဘက်ကနေပြီးတော့တန်တခြင်းနဲ့ထိုးလိုက်မယ်ပေါ့ဟိုဘက်ကလည်းထိုးမယ်အဲ့ဒီသင်ရဲ့နှလုံးသားတဲ့တဲ့မှာတန်တခြင်းနဲ့ချောင်းထိမိတဲ့အချိန်ဟာအနှစ်1000ပြည့်ပြီလို့သင်မှားလို့ပြောတယ်တဲ့အကြာကြီးသူခံရတယ်တဲ့အဲ့ဒီမှာရှင်မဘောက်ကလန်ကမာနကိုမြတ်စွာဘုရားရဲ့တပိတာဝကကိုနှိမ့်ဆက်ညှင်းဆဲတဲ့ပုဂ္ဂိုလ်ဟာချမ်းသာခြင်းကိုမရနိုင်ဘူးအခုသင်လည်းပဲငါလိုတကိုးကြီးတဲ့မြတ်စွာဘုရားတပိတာဝကကိုသင်ဟာညှင်းဆဲမလို့လုပ်နေတာသင်ဒုက္ခမရောက်ဘူးလို့မြန်ထင်နေသလားအဲ့ဒီမှာမာနကိုချင်းချောက်တယ်လို့ဖြစ်တာပေါ့အမှန်ကတော့ချင်းချောက်တာမဟုတ်ဘူးအဲ့ဒီမှာရှင်မဘောက်ကလန်သူ့ရဲ့အစွမ်းတွေကိုအများကြီးပြောပြပြီးတော့ဒီလိုတာဝကတစ်ပါးကိုသင်ညှင်းဆဲခြင်းတည်တဲ့အတွက်အများကြီးအကျိုးဆိုးရုံလိုက်မယ်အဲ့လိုပြောတဲ့အခါကျတော့မာနကစိတ်မချမ်းမသာဖြစ်ပြီးတော့အဲ့ဒီနားနဲ့ကွယ်ပြောက်သွားတယ်မာရတစ္ဆနိယသုတ်တံတဲ့အဲ့လိုမှတ်တမ်းတင်ထားတယ်အဲ့ဒီသုတ်တံထဲမှာဒကာဓမ္မတို့ဦးဇင်းတို့အတွက်မှတ်သားစရာစဉ်းစားစရာကဘာလဲမကောင်းတဲ့လောကဓာတ်တရားတွေဆိုးဝါးတာတွေနဲ့တွေ့လို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပေက္ခဖြစ်မစိုးတရား၄ပါးကိုအသုံးချပြီးတော့ရင်ဆိုင်ရမယ်ပေါ့နောက်ကောင်းတဲ့လောကဓာတ်တွေကောင်းတာတွေနဲ့တွေ့လို့ရှိရင်ဘာလို့ရမလို့အတုပါအာဟာရပတိကူလသဗ္ဗလောကအနာဘိရတအနိစ္စဆိုတဲ့ဒီလေးချက်နဲ့ရင်ဆိုင်ရမယ်ပေါ့ဒါဆိုလို့ရှိရင်ကောင်းတာနဲ့တွေ့လည်းပဲလောဘမဖြစ်တော့မကောင်းတာနဲ့တွေ့တော့လည်းပဲဒေါသမဖြစ်တော့ခန္ဓာရင်ရှိတဲ့သိခန္ဓာဆိုတာခန္ဓာရင်ရှိတာပဲလေနော်ခန္ဓာရင်မရှိဘူးပါဇက်ကအတန်တွေထွက်လာတဲ့အမူအရာတွေပြောင်းသွားတဲ့စိတ်ကတမျိုးတမျိုးဖြစ်လာဆိုဒါခန္ဓာရင်မရှိလို့ပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတို့ခန္ဓာရင်ရှိတယ်ဆိုတာဘာပြောတော့သိခန္ဓာရင်တာနားလည်မှခန္ဓာရင်ရှိတာနော်ဒါကြောင့်ပညာနဲ့ခန္တီနဲ့အများကြီးနီးစပ်တယ်လို့ဦးဇင်းကတော့ယူဆရတယ်သိရင်သိသလောက်ခန္ဓာရင်ရှိမှာပဲဟုတ်ရဲ့လားအဲ့တော့သိခန္ဓာရဲ့အကြောင်းတရားတွေကိုဦးဇင်းတို့ဆက်ပြီးတော့ပြောမယ်ဆိုရင်အများကြီးရှည်လဲရမယ်နော်တရားကအချိန်ကစေ့နေပြီဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတို့ကောင်းတို့
တိခဏ်ချင်းဆိုတဲ့ဒီခန္တီတရားမြင့်မြတ်တဲ့တရားလေးတွေဖြစ်အောင်ဘယ်ပုံပဲနည်းကြိုးစားကြမလဲဆိုတာလေးကိုဒါနောက်ဆုံးဦးဇင်းတို့ပြောပြတာကောင်းတဲ့လောကဓာတ်တရားနဲ့တွေ့ရင်တိခဏ်နိုင်အောင်နော်အနေစာအတုပအာဟာရပတိကူလတပ္ပလောကအနာဝိရတဒါကိုအသုံးချမယ်မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ခန္ဓာရည်ရှိအောင်မေတ္တာကရုဏာမုဒိတာဥပေက္ခဒါကိုအသုံးချမယ်ဒါကိုအဓိကပြောလို့ရင်းပါကျန်တာတွေကတော့ဓမ္မဘုဒ္ဓဖြစ်အောင်ပြောပြတာပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့ညပြောခဲ့တဲ့တရားစကားတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်သူမေရာရှင်ရဲ့သေးကခန္တီပါရမီနဲ့ပတ်သက်ပြီးတော့ဘလို့ဥမာပြပြီးတော့သူ့ကိုယ်သူလေ့ကျင့်ဖို့နော်ဖြည့်ဆည်းဖို့ဆုံးမတယ်လဲဆိုတော့မြေကြီးဟာသူ့ပေါ်မှာစင်ကြယ်တာတွေပဲကြာလာမစင်ကြယ်တာတွေပဲကြာလာမျက်နိုးတဲ့သဘောလည်းမရှိဘူးအမျက်ထွက်တဲ့သဘောလည်းမရှိဘူးသူခန္ဓာကြီးရှိတယ်လို့ဘဝမှာကိုယ့်ပေါ်မှာမျက်နုံဆက်ဆံတဲ့လူတွေရဲ့ပုံမှာပဲဖြစ်ကိုယ့်ပေါ်မှာမထီမဲ့မြင်အထင်တသေးဆက်ဆံကြတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာပဲဖြစ်မျက်နှုံးမှုလည်းမရှိဘူးအမျက်ဒေါသမကျေနပ်မှုလည်းမရှိဘူးဆိုတဲ့အနေအထားမျိုးတမ္မာနာဝမနခမောမျက်နှိုးတဲ့လူပေါ်မှာပဲဖြစ်မထေမဲ့မြင်ပြုတဲ့ပုံမှာပဲဖြစ်တူညီစွာခံနိုင်ရမယ်။အဲ့ဒီတိခဏ်ခြင်းတရားကိုသင်ဟာဆွဆွမြင်ပဲကြင့်မယ်ဆိုရင်ဘုရားရှင်စေဧကံဖြစ်မယ်။ဟုတ်လား။အဲ့ဒီမှာဦးဇင်းတို့ခန္တီတရားရဲ့နော်အကျိုးကျေးဇူးတိမခံနိုင်ခြင်းရဲ့အပြစ်အနာစာဒါတွေကို9မျိုးတောင်ပြောခဲ့ဘူးလား။ပြောခဲ့တယ်နော်။ပြီးတော့ဦးဇင်းတို့ဝိပဿိတိအတူရင်းကြီးအကြောင်းပြုပြီးတော့တရားမင်းနဲ့မာတလိအခြေချပြောကြတဲ့တိခဏ်ခြင်းရဲ့သဘာဝတရားတွေဟုတ်လားဒီကဝမင်းသားရဲ့တိခဏ်နိုင်တဲ့အနေအထားနော်ရှင်ပုံနာရဲ့တိခဏ်နိုင်တဲ့အနေအထားဟုတ်လားအခုပြောလိုက်တဲ့နော်မာရတစ္စနိယသုတ်တန်ယတိခဏ်နိုင်အောင်ဘယ်ပုံပဲနည်းကြိုးစားကြမလဲဆိုတဲ့ဒီလန်တစိတ်တေတာပေါ့နော်အဲ့တော့နေကုန်းရုပ်ပြောနေတာကတော့တိခဏ်ခြင်းတရားကိုနော်ပြီးပြင်းကျင့်သုံးနိုင်ရင်လည်းဆိုရင်အတိဉာဏ်ပညာကိုသာရှင်းကျက်အောင်ကြိုးစားအောင်ဉာဏ်ရှိရင်ရှိတဲ့လောက်သိခံနိုင်တဲ့အနေအထားတိုးတက်လာနိုင်တယ်ပေါ့။အောင်ဆိုအ ਨੇ ဆုံးတော့တိမခံလို့လည်းဘာမှအကြောင်းထူတာမဟုတ်ဘူးလေဆိုတာလောက်သိရင်ကိုတော်တော်ဟုတ်မယ်။သောပေါက်လာဦးဇင်းပြောတာပေါ့။တိမခံနိုင်လို့လည်းဘာမှအကြောင်းမထူဘူး။နော်ကိုစိတ်တွေဆင်းရဲရတာပဲအဖတ်တင်တယ်။ကိုတိမခံနိုင်လို့ဒီအကြောင်းအရာကြီးကလည်းဘာမှပြောင်းလဲသွားတာမဟုတ်ဘူး။တိခံနိုင်ခြင်းအားဖြင့်သာလေကိုယ့်အတွက်အည်အသွေးတွေတက်လာမယ်။ကိုကျေနပ်မှုတွေလည်းပို့ပြီးတော့ရလာမယ်နားလည်မှုတွေလည်းပို့ပြီးတော့တိုးလာနိုင်တယ်ပေါ့ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့သည်တိခဏ်ခြင်းဆိုတဲ့ခန္တီတရားကိုလက်ကင်ထားပြီးတော့ကျင့်သုံးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်တရားဝတ္တမသဘင်ကိုနော်အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗသံဃာနုတဗ္ဗဓမ္မနုဘဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဝေနတရာဒုက္ခိဘွန်တုတိဒေတုမကတေတရားနာပိသပေါင်းတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏ်တို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓနုဘဝေနခင်္ဃဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတရတာပါဗျာရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မနုဘဝေနမေလီရံဖူလီရံနိဗ္ဗာန်ပရိတ္တိယဆိုသောဆရံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံဃာနုဘဝေနမေကတံ၄ယောက်ပလတံ၄ယောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွသီလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း